အားလုံးပဲမင်္ဂလာပါရှင်။ရှင်ဘေး Official Channel ကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel ကနေစိတ်ဝင်စားစရာပရလောကဇာတ်လမ်းကောင်းလေးများစွာကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် Channel လေးကို Like and Subscribe လုပ်ထားပြီးတော့ဇာတ်လမ်းအသစ်တွေတင်နိုင်မှာသိရှိနိုင်အောင်လေးဘေးနားက Notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့ဖွားမယ်စိန်နဲ့လူဘူးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။ညနေခင်းအချိန်တိုင်းမောင်တို့တယောက်ဖွားမယ်စိန်တို့ရဲ့နေအိမ်စီကိုရောက်လာခဲ့တယ်။မောင်တို့ရဲ့မျက်နှာကလည်းတိတိတသားပင်ညှိုးနွမ်းလို့နေခဲ့တယ်။မောင်တို့ရဲ့မျက်နှာအမူအရာကိုဖွားမယ်စိန်တို့ကလည်းသတိထားမိကြလေတယ်။ခါတိုင်းဆိုရင်စနောက်နေတဲ့သူကဒီကနေ့ဖြစ်ငိမ့်နေသလားလို့ကွယ်။ဘဲနေတော့ခင်များချင်းနေများစကားများလာတာလားမောင်ရင်ရဲ့။ဖွားမယ်ချင်းရမရောမောင်တို့ကတပ်ပြင်းကိုအရင်ချလိုက်တယ်။ဒေါ်ဝင်းနဲ့ရှင်ညိုတို့ကလည်းမောင်တို့ကိုအကဲခတ်နေကြတယ်။ကျုပ်ဖြစ်ပြောရမှာတော့ပြောမပြောချင်ပါဘူးဖွားရဲ့။မောင်တို့ရဲ့နင်ပြောမှငါတို့ကသိရမှာလေပြောစမ်းပါဟဲ့ဘာများဖြစ်လာကြလဲ။ဘာဖြစ်ရမှာလဲဗျာအကြီးတူမှကျုပ်ကိုအမြဲတစေစူငေါနေရဗျ။တစ်ခါနှစ်ခါဆိုရင်တော့ကျုပ်ဘက်ကတီးခံနိုင်မှတည်းရဲ့ဗျာ။အခုကကျုပ်ဖြစ်သူ့မျက်စိရှိဦးတော့မသွားကျင်တော့ဘူးဗျ။မောင်တို့ကသူ့စိတ်ထဲမှာဖြစ်နေတဲ့မကျေနပ်ချက်များထုတ်ပြောလျော့ဒေါ်ဝင်းတို့ပင်အံ့ဩသွားခဲ့တယ်။ခင်များချစ်ကမောင်တို့အပေါ်၌ဂယုတစိုက်ချစ်တဲ့သူဖြစ်တယ်။မောင်တို့ပြောသမျှမောင်တို့စီစဉ်သမျှကိုလည်းနားထောင်ပြီးအရေးကြီးနဲ့ဂယုစိုက်သူဖြစ်တာကိုလည်းဒေါ်ဝင်းတင်မကအားလုံးကသိကြတယ်။အခုမောင်တို့ပြောလိုက်တော့ခင်များချစ်ရဲ့ပြောင်းလဲမှုကဒေါ်ဝင်းတို့ကိုအံ့ဩသွားစေခဲ့တယ်။နေစမ်းမောင်ဒါဆိုရင်ခင်များချစ်ကမောင်ရင်ကိုမြင်လိုက်တာနဲ့စိတ်မကြည်မသာဖြစ်ပြီးရန်တွေ့နေတဲ့သဘောပေါ့လေ။အဲ့ဒါဟုတ်သလားကွ။ဟုတ်တယ်ဖွာအဲ့လိုဖြစ်နေရဗျ။မောင်တို့ရဲ့စကားကိုကြတော့ဖွားမိတ်စင်ကခေါင်းငိမ့်လိုက်ပြီးမောင်တို့ကိုတေချာကြည့်လိုက်တယ်။တေချာကြည့်ပြီးလျော့မောင်ရင်တို့အိမ်ကိုတခြားဧည့်သည်တွေများလာသွားသေးလားကွ။ဗျာဧည့်သည်ဆိုလို့လွန်ခဲ့တဲ့2ရက်လောက်ကကျုံမိမညီမဝန်ခွဲလာသွားသေးရဲ့ဗျ။ယောက်ျားနဲ့ရန်ဖြစ်တယ်လို့ပြောတာပါပဲဗျာ။ဟိုကောင်ကလည်းရှာမကြွေးတယ်ပြင်မိမကိုခွေးရိုက်နွားရိုက်နေရဗျ။အခုတော့ပြန်သွားပါပြီ။အဲ့ဒါကြောင့်အခုလိုဖြစ်နေရဗျာဖွားပါပြောချင်တာလေကျုံနားမလဲဘူးဗျအပူသေးလာသွားတော့မောင်ရင်တို့မှာအပူတွေကကူးနေခဲ့တဲ့သဘောကွဒါကလည်းဖြစ်တတ်ပါတယ်အပူဆိုတာကလည်းကူးတတ်တဲ့အမျိုးကိုကွအပူကူးတယ်ဒါဆိုရင်ကျုံမိမကျုပ်ကိုရန်တွေ့နေရအပူကူးနေလို့ပေါ့နော်ဖွာမောင်တို့ကပြီးတော့ဖွားမေစင်ကပြုံးပြီးခေါင်းငိမ့်လိုက်တယ်ဖြစ်တတ်တယ်တချို့လူတွေမှာမမြင်နိုင်တဲ့အရာတွေကကတ်တွင်နေတတ်တယ်မောင်ရင်တို့နားလေအောင်ဖွားပြောပြပါမယ်နားထောင်ကြည့်လိုက်ပေါ့ရွာတရွာမှာမတ်အိုဆိုတဲ့အမျိုးသမီးရှိတယ်မတ်အိုကသူ့ယောက်ျားရဲ့သားသမီးတွေရဲ့နဲ့အတူနေတာပေါ့ကွယ်သားသမီးတွေကလည်းအားလုံးလူပြိုအပြိုအရွယ်တွေပဲရှိသေးတယ်မတ်အိုနဲ့သူ့ယောက်ျားအလုပ်ဟုသမျှစူးစမ်းပြီးလုပ်ကြတယ်ဒါပေမဲ့လည်းကျွေးမိရမကင်းကြဘူးကွတနေ့တော့သူတို့အိမ်ဧည့်သည်တယောက်ရှောက်လာတယ်ဆွေမျိုးနီးစပ်တော်တဲ့သူပေါ့ကွယ်အဲ့ဒီဧည့်သည်ကလည်းမိန်းကလေးကွနောက်ပြီးဖះတရားအလွန်ရိုသေကိုင်းဆိုင်နေသူမတ်အိုတို့အိမ်မှာလာတဲ့ကာလာတစ်လျှောက်လုံးမိန်းကလေးကဖះတရားမပြတ်လောက်တာပေါ့တရက်ကြတော့မိန်းကလေးကမတ်အိုတိုးတိုးတိတ်တိတ်ခေါ်ပြောတယ်မတ်အိုတို့အိမ်ပေါ်တက်မှာညဆိုမဲမဲအရေးကြီးကိုမြင်နေရတယ်တဲ့လေဒါတင်မကသေးဘူးညဘက်ဆိုရင်မိန်းကလေးကိုလာနှိုးတက်တယ်တဲ့အဲ့ဒီအကြောင်းမတ်အိုလည်းပြောပြတော့မတ်အိုကပြုံးပြုံးလေးနဲ့အဲ့ဒါသူတို့ကိုစောင့်ရှောက်နေတဲ့အဆောင်ရှောက်လို့ပြောတဲ့မိန်းကလေးကတော့လက်မခံဘူးတဲ့ဒါကောင်းတဲ့အရာမဟုတ်ဘူးလို့လေမိန်းကလေးကတေးကြပြောတာပေါ့ဒါပေမဲ့မတ်အိုကလက်မခံအင်ရှင်ကိုယ်တိုင်ကြည်နက်နက်ခေါ်ထားတဲ့အရာဖြစ်နေရောမပြောတာဘူးပေါ့ကွယ်ဒီလိုနဲ့မိန်းကလေးကလည်းသူ့ရွာသူပြန်သွားခဲ့လာအနေငယ်ကြတော့မိန်းကလေးတို့နေရဲ့ရွာမှာအလှရှိတယ်အဲ့ဒီအလှရှင်ကလည်းမတ်အိုတို့နဲ့ဆွေမျိုးမကင်းတော့ဆက်တယ်ဒီတော့မတ်အိုတို့လင်းများရောက်လာခဲ့တာပေါ့မိန်းကလေးရဲ့အိမ်မှာတဲခိုကြပြီးရွာတဲ့အနှံရှောက်လေကြသေးတာပေါ့မကြပါဘူးမတ်အိုတို့လည်းအလှပြီးလို့ပြန်သွားရောသူတို့အလဲသွားတဲ့အိမ်တွေမှာကျမ်းမာရေးမကောင်းတဲ့သူနေမရအစီမပြေတဲ့သူငွေရေးကြေးအခက်တွေ့တဲ့သူဆိုပြီးပြဿနာတွေဖြစ်လာတယ်အဲ့ဒါတွေကဘာကြောင့်လို့မောင်းရင်ထင်တယ်လဲအဲ့ဒါအပူကူးလို့များလားဖွာဖွာမိစင်ကမောင်တို့ရဲ့အဖြစ်ကိုကြတော့ခေါင်းငိမ့်၍ပြုံးကဆက်ပြောလေရဲ့အပူကူးတယ်ဆိုတာထက်သူတို့စီမှာကတ်တွင်နေမကောင်းတဲ့အရာကြောင့်မို့ကွယ်အဲ့ဒီအရာလူတွေစီကကံကောင်းခြင်းတွေအစီပြေခြင်းတွေစားတောက်သွားတာသူကအဲ့ဒါတွေကိုစုပ်ယူစားတောက်သွားတော့
စုပ်ယူစားတော့ခံရတဲ့သူတွေကဒုက္ခဖြစ်ပြီးပေါ့ကွယ်ဒါကြောင့်ကိုယ့်အိမ်ကိုတောကားနဲ့ရောက်လာသူတွေကိုယ်စိတ်ထဲအလိုမကျနေတဲ့သူတွေများအိမ်ကိုလာလေတဲ့အခါသူတို့ပြန်သွားရင်ကိုယ့်အပူကိုပြန်ယူသွားဆိုပြီးပြောရတယ်။ဘာလို့မြန်မာလူမျိုးတွေကနှိမ်ကြသူဆိုရင်ကုညီခြင်းနဲ့အစီမပြေတဲ့သူဆိုရင်လည်းမေတ္တာနဲ့နှစ်သိမ့်ပေးခြင်းကြတယ်။ဒါပေမဲ့လှုပ်တဲ့နာတော့လှုပ်ရမှာပဲလေ။မလှုပ်ရင်ဖြစ်အပူဆိုတဲ့အမျိုးဟာကူးတက်တာကိုကွ။ဒါဆိုကျုပ်တို့ကရောဘာလုပ်ရမလဲဖွာ။မောင်ရင်လှုပ်ရမှာတော့ဖွာပေးထားရဲ့ရေမန်းကိုမောင်ရင်တို့တအိမ်လုံးတောက်လိုက်ကြ။ပြီးရင်အိမ်တွင်းအိမ်ပြင်ကိုလည်းအဲ့ဒီရေမန်းနဲ့ဖြန်းလိုက်ကွ။မကောင်းတဲ့ဓာတ်တွေမကောင်းတဲ့အရာတွေသူ့အလိုလိုပျောက်ကွယ်သွားလိမ့်မယ်။ဟုတ်ကဲ့ပါဖွာ။ဒါဆိုရင်ကျုပ်အိမ်ကိုပြန်လိုက်ပါအောင်မေဗျာ။ဟဲ့မောင်တို့လောလာကြီးလားဟဲ့နေပါအောင်ထိုင်စမ်းပါအောင်ဟဲ့။မနေတော့အကြီးကျုံအိမ်ကိုမြဲမြဲပြန်ပြီးဖွာပြောတယ်လို့လှုပ်ထားမှာပဲကျုံနားဘူးတက်တာတော့မှာဗျ။မဟုတ်ရင်ဒီညတောင်ကျုပ်ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူးဗျ။ဟဲ့မောင်တို့များခင်များချစ်ကိုအတော်လေးကြောက်သွားပုံရပါတယ်ဟဲ့။တော်ဝင်းစကားကြောင့်ရှင်ညိုတို့ပြုံးသွားကြတယ်။ကာယကံရှင်ဖြစ်တဲ့မောင်တို့ကတော့အိမ်ပြန်ဖို့လောနေ၍တော်ဝင်းစကားကိုမကြားရှာပြီ။မောင်တို့အိမ်ပြန်သွားပြီးလေရောနန်းကြိုင်အဖွာနန်းကြိုင်ရှိလားဗျ။ရှိပါအစောလေးရမှာရေးချိုးပြီးလို့တနခါလူးနေလေရဲ့။ပေတိုးနေဆိုအောင်ကခြံဝိုင်းနဲ့ဝင်လာပြီးရဲ့နောက်ပေတိုးကဖွားမေစင်ုံမြင်တော့မဝင့်မရဲဟန်နဲ့မေးလိုက်ရှာတယ်။ဟဲ့ပေတိုးအရင်ရက်ကဘယ်ဒီပြောက်နေရတော့မပြောက်ပါဘူးဗျာကျုပ်ကိုဝမ်းခွဲတွေစီကိုအလဲသွားနေလို့ပါအကြီးရဲ့ဒါနဲ့နေတို့တွေညက်နေတောင်စောင်းနေပြီဘယ်ကိုသွားစော့ဖို့ကြံနေကြရလဲဟိုအကြီးများတို့ကောက်ရိုးပုံမှာစော့ကြမလို့အကြီးဟိုကခုမှရေချိုးပြီးရမဖြစ်သေးပါဘူးဟဲ့အကြီးတော့နန်းကြောင်နေတို့နဲ့မထည့်သေးပါဘူးအကြီးရဲ့ကျုပ်တို့မှရှိရမှာဒီတငယ်ချင်းတွေပဲရှိရဗျမလုပ်ပါနဲ့ဗျာကျုပ်တို့နဲ့ထည့်ပေးလိုက်ပါဟုတ်ပါကြီးရဲ့ပေါ့စားမှလည်းပါတယ်ဗျခြံရှိမှစောင့်နေရအမေဒင်းရပါလို့ခြံနဲ့အတူမလိုက်ရဘာလဲငါစုမအောင်ကြောက်လို့မဟုတ်လားဟုတ်တော့လေဟုတ်တယ်ဗျဒါပေမဲ့နန်းကြောင်ကျုပ်တို့နဲ့အတူတူကစားဖို့ထည့်ပေးလိုက်ပါနော်အကြီးပေတိုးနေဆိုအောင်ကဒေါ်ဝင်းကိုချွဲ့နှွဲ့ကတောင်းဆိုနေကြတယ်ကလေးတွေရဲ့ပုံစံကြည့်ပြီးရှင်ညိုကသဘောကျနေခဲ့တယ်ကဲပါအေးထဲလိုက်စမ်းပါရီးမထဲလိုက်မချင်းဒင်းလေးတို့ကပူစာနေအောင်ပါဟိုမှာရီးသမီးရတယ်လိုက်ချင်နေပုံရတယ်အေးဖွားမေချင်းစကားကြောင့်အိမ်ပေါ်ထက်မှချောင်းကြည့်နေတဲ့နန်းကြိုင်စီကိုလှမ်းကြည့်ကုန်ကြတယ်နန်းကြိုင်ဟာရှက်ပြုံးလေးပြုံးပြနေလေတော့ဒေါ်ဝင်းကလည်းတက်ပြင်းချပြီးကဲလိုက်ချင်တပါးဆိုရင်လည်းလိုက်သွားပါအေးအကြီးများတို့ဝိုင်းလွတ်ထဲမှာပဲစော့ကြနော်လွတ်တာလွတ်ရတာပါအေးနင်တို့လေးတွေရွာထဲဘာတွေများမှွေနေကြမလဲလို့ငါရေတမမနဲ့အိမ်ကနေစိတ်ပူနေရတာဒေါ်ဝင်းကခွင့်ပြုလိုက်လျော့ပေတိုးတို့ကလည်းပျော်ရွှင်သွားကြပြီးဟေးကနေထအော်ကြတယ်နန်းကြိုင်ကအိမ်ပေါ်တက်မှပြေးဆင်းလာပြီးဒါဆိုသမီးသွားလိုက်တော့မယ်နော်မေအေးမလိုက်ရမချင်းညီးကောက်နေတော့မှဒီအမေကမြင်အောင်လို့ခွင့်ပြုလိုက်တာနော်စော်လို့ဝိုင်းတော့အိမ်ပြန်လာခဲ့အောင်အေးဟုတ်ကဲ့ပါမေမမနဲ့ဘွားကျုပ်သွားပြီနော်နန်းကြိုင်ကသူစိတ်ကြိုက်စော်ကစားရတော့မှမို့တက်ကြွလို့နေခဲ့တယ်ပေတိုးရီဆိုအောင်တို့ကိုခေါ်ပြီးခြံဝိုင်းထဲမှာအတူတူထွက်သွားခဲ့ကြတယ်အဖကျုပ်တို့လည်းခီးမထွက်ဖြစ်တာကြာပြီနော်ထူးထူးဆန်းဆန်းလေးဆိုရင်လူတွေကတိတ်ကိုသိကျင်ကြတာခက်တာကျုပ်တို့ကလည်းခီးမထွက်ရတော့ပြောစရာမရှိဘူးဖြစ်နေရဲ့တော့ဘာလဲဟိုအပြိုမတွေကငါသမီးကိုလာပြီးဆက်ဆက်ဆူဆူလုံနေကြတယ်မဟုတ်လားညီးရလည်းပြောပြရရင်ကြည်နဲ့နေတော့တာပဲအေးတချို့ကိစ္စတွေလူတွေမသိလေကောင်းလေသမီးရဲ့အဲ့လိုလည်းမဟုတ်ပါဘူးဖွားရဲ့မပြောသင့်တဲ့ကိစ္စဆိုရင်ကျုပ်ကမပြောပြပါဘူးဖုံးကွေစရာမဟုတ်တာလောက်ကိုတော့ပြောပြလိုက်ပါသူတို့ကလည်းတိတ်ကိုသိကျင်နေကြတာဖွားရဲ့ဖွားမေအစဉ်ကရှင်ညို့စကားကောင်းညိတ်တယ်ခီးမထွက်ဖြစ်လို့အိမ်၌မြဲနေတဲ့ရှင်ညို့စီကိုရွာထဲမှာအပြုံမတတိုက်ကအလဲလာတက်ကြတယ်ရှင်ညို့နဲ့စကားပြောကြရင်ဖွားမေအစဉ်တို့နဲ့ခီးထွက်ရတဲ့အကြောင်းများကိုမေးမြန်းလာကြတယ်တော်ရုံဆိုစကားနှဲလာတော့ရှင်ညို့လည်းအခုတော့သူတို့အုပ်စုနဲ့စကားပြောရတာသဘောကျနေပြီဖြစ်တယ်ရွယ်တူတွေမို့စကားပြောရပေါင်းသိမ်းရတာလေအစီပြေသွားပုံလေးရတယ်ဖွားရှိလားဗျအတက်ကောင်အော်ဟစ်ပြီးရောက်လာသူကလောလောလတ်လတ်ကပြီးရွာကာလသားခေါင်းဆောင်ဖြစ်လာတော့မောင်တီပင်ဖြစ်လေရဲ့ဟဲ့မောင်တီဘယ်နဲ့ဖြစ်လာလဲအကြီးကျုပ်ကအရေးကြီးနေလို့ဗျအမလီဟဲ့ဘာတွေများအရေးကြီးနေရလဲနေရမနေ့တနေ့မှရွာကာလသားခေါင်းဆောင်တောင်းရုံရထားတာမဟုတ်ဘူးလားမောင်တီရဲ့ဒေါ်ဝင်းကမောင်တီကိုနည်းနည်းလေးမှကြည့်၍မရပြီကြည့်မရဆိုမောင်တီကရှင်ညို့သဘောကျနေပြီဖြစ်တယ်မောင်တီရဲ့ရုပ်ရည်ကအစိုးကြီးဆိုးတဲ့အထည်ပါရှာတယ်
ရုပ်ရည်တက်မောင်တီရဲ့နေရာတကာဆရာကြီးလှုပ်ချင်လာတဲ့စိတ်ကိုတော်ဝင်းကသဘောမကျခြင်းဖြစ်တယ်။ကဲမောင်ရင်ဘာကိစ္စများဖြစ်လို့ရောကွ။တော်ဝင်းစကားကြောင့်ငုံငူကြီးရက်နေရဲ့မောင်တီကိုဖွားမေစင်ကမေးလိုက်ရတယ်။ရွာရှိပန်းအပြိုကြီးမနေဤတရေဘူးဟာလားမသိနှက်ဘူးဟာလားမသိဖြစ်နေလို့ဗျ။ဟေးဘဲရတရေများဝင်ဘူးတာလေးကွ။ဒါတော့ကျုပ်လည်းတိကျမသိဘူးဗျ။တကြီးကဖွားအောင်ခေါ်ခိုင်းလိုက်လို့သာလာခေါ်ရတာဗျ။ဒါပေမဲ့ကျုပ်ထင်တာတော့သူတို့ဝိုင်းနေရမကြီးပင်ကြီးမှနေရဲ့တရေထင်တာပဲဗျ။ညဆိုရင်အဲ့ဒီမကြီးပင်ကြီးမှာမမဲကောင်ကျိုးတွေ့ရတယ်တဲ့လေ။အဲ့ဒီတရင်ကမောင်ရင်ကိုဘသူကများပြောတာလေ။ဘသူရှိမလဲတူတူလေးအောင်ဖို့ပြောတာပေါ့ဗျ။ကလေးပြောတာနေမို့လို့ပဲရှုံနေမောင်တီရဲ့မသိသူကိုယ်တိုင်များမြင်ခဲ့တယ်လို့နဲ့မောင်တီကိုတော်ဝင်းကပြောလျော်မောင်တီလည်းငြိမ်သွားခဲ့ပြန်တယ်။ကဲသမီးရှင်ညိုမောင်တီနဲ့လိုက်သွားလိုက်၏ရှင်သူ့ကိုဖောင်းအောင်လာခွာလေ။အိုအေးဒီလောက်ကတော့သမီးလည်းရှင်းထုတ်နိုင်ပါသမီးပဲလိုက်သွားလိုက်ပါအေးတကြီးကမေးရင်လေဘွားဒီလိုပဲပြောပြီးလွတ်လိုက်တာလို့ပြောလိုက်ကြားသလားဟုတ်ကဲ့ပါဘွားဒါဆိုကျုပ်လွဲအိမ်လေးသွားယူလာအောင်မေရှင်ညိုကြီးပဲတော့မလွတ်နိုင်ပါအမေရဲ့ကျုပ်လဲလိုက်သွားပါမယ်ကျုပ်တို့မကိုစိတ်ကိုမချတာပါဒေါ်ဝင်းကမောင်တီကိုမျက်စောင်းထိုးပြီးပြောလိုက်တယ်ရှင်ညိုကလည်းအိမ်ပေါ်တက်အခန်းထဲမှာရှိတဲ့သူ့ရဲ့လွဲအိမ်လေးကိုသွားကာရှူလိုက်တယ်လွဲအိမ်လေးကိုလွဲပြီးနေမှဖွားမေစင်ကိုနှုတ်ဆက်ပြီးဒေါ်ဝင်းကိုခေါ်ကအပြိုကြီးမနှင်းဤအိမ်စီသို့ထွက်လာခဲ့ကြတော့တယ်။မောင်တီတယောက်ကတော့ခက်လက်လက်မှလိုက်လာခင်ရှာတယ်။အပြိုကြီးမနှင်းဤတို့အိမ်၌ဆွေမျိုးသားချင်းများနဲ့ရွာရင်းမှလူများဝင်းကြီးထွက်ကြီးရှေချုပ်နေခဲ့ကြတယ်။အကြီးဖောင်းမပါဘူးလားဗျ။မနှင်းရဲ့အကွာမေးတော့ဒေါ်ဝင်းကခေါင်းကိုရှမ်းပြီးနင်တို့ကဒီကိစ္စလောက်တော့ရှင်ညိုနိုင်တယ်တဲ့။အဲ့ဒါကြောင့်ရှင်ညိုပဲလွတ်လိုက်တာ။ကဲပါလေဖွားပဲလာလားရှင်ညိုပဲလာလားနှင်းကိုအမြန်ဆုံးသာကြည်ပေးစမ်းပါအေးကျုပ်သမီးလေးကိုကြည့်ပြီးကျုပ်ဖြစ်စိတ်မချမ်းသာလုံးလို့ပါမနှင်းရဲ့အမေဒေါ်ဆန်ကရှင်ညိုလက်ကိုဆွဲပြီးအေးပေါ်တက်စီကိုခေါ်လာခဲ့တယ်ထို့ပေါ်တက်ရှိအခန်းကလည်းမနှင်းရဲ့အခန်းပြစ်ဟန်ရိုင်ရှင်ညိုတို့အခန်းထဲရောက်တော့အခန်းထဲကပစ္စည်းများကပွားစာကျဲလို့နေရာကိုတွေ့လိုက်ရတယ်ဒါတင်မကမနှင်းကကြမ်းခင်းပေါ်မှာတမလင်ခွေကာထိုင်ရင်တကူလုံးကလည်းရှင်နာလှုပ်ခါရမ်းလို့နေခဲ့တယ်မနှင်းရဲ့သပင်ကြီးကလည်းဖားလျားချထားပြီးသူ့ရဲ့ခေါင်းကြီးကရှေ့စီကိုငိုက်ဆိုင်ချထားလျက်ရှိတယ်။သမီးနဲ့ရှင်ညိုရောက်လာပြီနော်သမီးကိုရှင်ညိုကုပေးတော့မယ်နော်သမီးဒေါ်ဆန်းကအခန်းထဲဝင်ဖို့ကြောက်လန့်နေပုံရတယ်။ရှင်ညိုအခန်းထဲသို့ဝင်စီပြီးသူကိုယ်တိုင်ကအခန်းပြင်လိုက်တာရှက်နေလေ။လာခဲ့ဘသူပဲလာလာငါကတော့မကျေနပ်ဘူးဟဲ့မကျေနပ်ဘူး။ဘာလို့မကျေနပ်နေရလဲ။ဒီအိမ်ကလူတွေမကျေနပ်တာငါကသူတို့မကျေနပ်တာဟဲ့ရှင်ညိုတယောက်မနှင်းကိုတိကျစူးစိုက်ကြည့်တယ်။မနှင်းကတော့သူ့မကျေနပ်ချက်များဖြင့်ဒေါသတကြီးအော်ဟင်းလို့နေခဲ့တယ်။မနှင်းကိုတိကျကြည့်ပြီးလေမှဒေါ်ဆန်းတို့ဘက်ကိုလှည့်ပြီးကြီးတော်နဲ့အကြီးတော်ကအောက်ထပ်ကိုဆင်းပြီးကြပါ။ကျုပ်ဘက်ကမနှင်းကိုတိကျစစ်စစ်ကုသရမှာမို့လို့လူတွေရှိရင်ကျုံမကုတ်တော့ဖြစ်ပါမလားရှင်ညိုရဲ့ကြီးတယောက်တည်းနိုင်ပါမလားအကြီးတို့ရှိတော့ကြီးလုံရင်ကုလို့ရတာပေါ့အေးတော်ဝင်းကရှင်ညိုစကားလက်ခံခြင်းပေါ်မရပြီဖြစ်ပါအကြီးတို့ကသာကျုပ်ပြောသလိုလုပ်ပေးကြပါအေးဒါဆိုလဲမဆန်ကျုပ်တို့အောက်ထပ်မှာပဲနေကြတာပေါ့တခုခုဆိုအကြီးတို့လမ်းခေါ်လိုက်နော်ရှင်ညိုဟုတ်ကဲ့အကြီးတော်ဝင်းတို့အောက်ထပ်ကိုဆင်းသွားကြတယ်အနား၌လူရှိမရှိကိုစစ်ဆေးပြီးမှလွယ်ကိုကျမ်းပေါ်ချ၍ရှင်ညိုသည်မနှင်းဤနဲ့မျက်နှာချင်းဆိုင်မှာထိုင်ချလိုက်တော့တယ်မနှင်းဤကတော့မူလအတိုင်းခန္ဓာကိုယ်ကြီးလှုပ်ရမ်းလျက်သာရှိတယ်မနှင်းဤကိုကြည့်နေရင်မှရှင်ညိုပြုံးလိုက်တယ်အမကျုပ်ရှင်ညိုပါအမရာလုံးမနေစမ်းပါနဲ့တော်လုတ်ဘူးကြီးဆိုတာကျုပ်သိပါတယ်ရှင်ညိုစကားကြမနှင်းဤလှုပ်ရမ်းနေရမှရုတ်တရက်ရက်သွားဒါပေမဲ့ကောင်းကြီးကတော့ငေါ၍သာနေစေဖြစ်တယ်အမကျုပ်ကိုပြောစမ်းပါဘာရီများအခက်တွေ့နေလို့အခုလိုပြီးလုံနေရလေကျုပ်ဘက်ကကူညီပေးနိုင်တာဆိုရင်ကူညီပေးပါမယ်ရှင်ညိုစကားကြမနှင်းဤရာခေါင်းမော်လာပြီးဖာလျာကျနေတဲ့သပင်ကိုလက်ပစ်ဖဲလိုက်ကဘေးပင်ညာအကဲခတ်လေဘသူမှအနားမှာမရှိပါဘူးအကောင်လုံးကိုလည်းကျုံအောက်ထပ်မှာပဲနေခိုင်းထားပါအမရဲ့အမသာစိတ်ချလက်ချပြောစမ်းပါတော့ရှင်ညို့စကားကြောင့်မနှင်းဤကကျမ်းပေါ်မှာဆွေကနေထား၍ရှင်ညို့အနာကိုရောက်လာခဲ့တယ်ရှင်ညို့ရဲ့လက်မောင်းကိုင်ပြီးအာကုဟန်နဲ့ရှင်ညို့ရဲ့အမကိုကူညီပါအောင်လို့ပြောလျော်တယ်အမမှာဘာရီများအခက်တွေ့နေလို့လဲအခက်တွေ့ဆိုရင်ငါအိမ်ကငါ့ကိုယောက်ျားပေးသားတော့မှရှင်ညို့ရဲ့ဘသူနဲ့လဲ
မသိပါဘူးဟဲ့သူတို့လူကြီးချင်းသဘောကျတဲ့သူတဲ့ငါတော့ကိုတန်းအလွဲပြီးတခြားသူမယူနိုင်ဘူးရှင်ညိုကိုတန်းဘယ်ကကိုတန်းကိုပြောနေရလဲကျုံမရဲ့ဘယ်ကကိုတန်းမှလဲလူပြိုကြီးကိုဖီတန်းကိုပြောတာပေါ့ရှင်ညိုရဲ့နေစမ်းမောင်လူပြိုကြီးကိုဖီတန်းနဲ့အမနဲ့ဟာရှင်ညိုမီတော့မနေအီယာရှက်ဟန်ပြေခေါင်းကုန်ငုတ်သွားတယ်အမလီဖြီမာသာဖြီစမ်းမှာအမရဲ့ရှက်နေလို့လည်းမထူးတော့ပါဘူးအမမှွေထားတဲ့ကိစ္စတိတ်တိတ်လေးမဟုတ်ဘူးနော်အမတော်နေတကြီးကအပြစ်ပေးနေမှကြီးကောင်ကြီးမနဲ့ထိတ်တုံးစာမိနေရောမယ်အဲ့လိုတော့မဖြစ်ပြချင်နဲ့ရှင်ညိုရဲ့အမပြောပါမယ်ဒီလိုပါဟဲ့ကိုဖီတန်းနဲ့ငါနဲ့ချစ်နေကြတာအဲ့ဒါကိုအိမ်ကအမေကိုဖွင့်ပြောပြရအမေတင်မကောင်းတအိမ်လုံးတည်သွားခဲ့ရပဲရှင်ညိုရဲ့ကိုဖီတန်းလိုလူရိုးလူကြီးကြမချမ်းသာတော့သဘောမတူကြဘူးတဲ့လေငါတို့ကလည်းတိုင်ပင်ထားပါတယ်ဟဲ့သူလည်းစူးစမ်းမယ်ငါလည်းအတူတူရုန်းကန်မယ်လို့ပေါ့အခုကြတော့ငါ့ကိုကိုဖီတန်းနဲ့သဘောမတူဘူးဆိုပြီးတခြားရွာလူနဲ့ပေးစားဖို့ကြံနေကြတယ်ရှင်ညိုရဲ့မနှင်းဤခမလည်းရှင်ညိုကိုရှင်းပြနေရင်မှမျက်ရည်များကျလာခဲ့တယ်မနှင်းဤကိုကြည့်ပြီးရှင်ညိုလည်းစိတ်မကောင်းဖြစ်မိရဲ့အဖွားဒါကြောင့်လေကျုပ်ကိုဒီစီအရာမိလွှဲလိုက်တာပဲအမရဲ့အဖွားလည်းအမကြောင့်ကြိုသိနေပုံရတယ်ကဲပါလေအမကိုကူညီဖို့ကျုပ်စဉ်းစားကြမှာမယ်ရှင်ညိုလည်းမနှင်းဤကိုပြောပြီးနောက်ကူညီနိုင်မဲ့နီလန်ကိုစဉ်းစားရှာတော့တယ်ခဏများကြတော့ကျုပ်အကြံရပြီအမဘက်ကကျုပ်ပြောသလိုလုပ်နိုင်ပါမလားဘာများလေးရှင်ညိုငါ့ကိုအရင်ပြောပြလေဟဲ့ဒီလိုအမချစ်တဲ့သူနဲ့ပဲအမလက်ထပ်ချင်တယ်မဟုတ်လားရှင်ညိုအမေကမနှင်းအီယာခေါင်းကိုအဆက်မပြတ်ညှိ၍ဖြေတယ်အေးလေငါချစ်တဲ့သူနဲ့ပဲငါလက်ထပ်ချင်တာပေါ့ဒါဆိုကျုပ်ပြောသလိုလုပ်ပြီးတော့အမဒီလိုရှင်ညိုကမနှင်းရဲ့အနာစီကိုတိုးကပ်ပြီးသူ့ရဲ့အကြံစီကိုပြောပြလျော်တယ်မနှင်းအီယာတော့ခေါင်းကိုညှိလိုက်ပြုံးလိုက်နဲ့ရှင်ညိုပြောသမျှနားထောင်နေခဲ့တယ်ပြောလို့ပြီးလေတော့မှလူချင်းခွာလိုက်ကြတယ်ကဲမကျုပ်ပြောသလိုသာလုပ်ပြီးတော့ရှင်ညိုစကားဆုံးတော့မနှင်းအီယာအခန်းထဲရှိသမျှပစ္စည်းတွေပေါက်ခွဲပြီးမရောက်နေတို့ငါပြောသလိုလုံးမချမယ်မဟုတ်ရင်တော့ငါနှမလေးငါပြန်ခေါ်သွားရမယ်ဟဲ့ရှင်ညိုအစီပြေးရလားဘွားကိုပြီးခေါ်ရမလားအောက်ထက်ကလူတွေအပေါ်တက်ကိုရောက်လာကြတယ်မနှင်းအီယာဒေါသတကြီးအော်ဟစ်နေအောင်ကြည့်ပြီးအခန်းထဲကိုဘသူမှဝင်မလာရဲပဲအခန်းပါဝါ၌သာရက်ကြည့်နေကြတယ်ကြီးတော်နဲ့ဦးကြီးတို့ဦးကြီးတို့ရဲ့သမီးကိုကျုပ်ကုပေးဖို့အတော့နောက်ကျသွားပြီဟေးဘလို့များဖြစ်ရလဲရှင်ညိုရဲ့ဟုတ်ပါရဲ့ဘလို့များဖြစ်ရလဲရှင်ညိုရဲ့ဒေါ်ဆန်းနဲ့ဦးတီလာရှင်ညိုမေးကြတယ်သူတို့ကမနှင်းအီရဲ့မိဘတွေဖြစ်ကြတယ်ကြီးတော်တို့သမီးမှာပုတ်ကန့်နေတာတခြားမဟုတ်ဘူးသူ့ရဲ့ဘဝဟာအကိုတော်ဖြစ်နေရဲ့ကြီးတော်မနှင်းအီစိတ်ဆင်းရဲနေတာမကြည့်ရလို့သူ့နှမကိုသူပြန်ခေါ်သွားတော့မယ်တဲ့ဘလို့ငါသမီးကိုပြန်ခေါ်မယ်ဟုတ်လားဟုတ်တယ်ငါနှမလေးစိတ်ဆင်းရဲနေတာငါမကြည့်ရဘူးဟဲ့ဘဲနဲ့စိတ်ချမ်းသာရအောင်လို့လူပြိုလွတ်လိုက်ပါအခုတော့နေတို့လက်ထဲမှာငါနှမလေးကမျက်ရည်နဲ့မျက်ခွက်ကိုဖြစ်နေပါကောလားဟဲ့အမလီအကိုတော်ရဲ့အကိုတော်နှမကိုစိတ်ချမ်းသာအောင်ထားပါမယ်ပြန်တော့မခေါ်ပါနဲ့အကိုတော်ရဲ့ဒေါ်ဆန်းကလက်အုပ်ကြီးရှိပြီးရှ िख ိုးမတက်ပြောရှာတယ်ဒေါ်ဆန်းကိုကြည့်ပြီးရှင်ညိုစိတ်မကောင်းတော့လဲစာမီရဲ့စက်မို့ဆုံးအောင်ကာရတော်မူဖြစ်တယ်ကြုံမေးပေးပါမယ်ကြီးတော်ရဲ့စိတ်ကိုလျှော့ထားပါအောင်ရှင်ညိုကဒေါ်ဆန်းကိုနှစ်သိမ့်ပြီးခါကြီးထောင်၍လက်ညှိုးကြီးတထိုးထိုးဖြင့်မကြေမနက်ဖြစ်နေတဲ့မနှင်းအီကိုကြည့်ကားအကိုတော့ဘလို့များစီမံပေးမှကြီးနဲ့နိုင်ပါလေမနှင်းအီကိုတော့သူ့ရဲ့ရှိမြဲအသက်တိုင်းထားပြပါအကိုတော့ဘက်ကသာဖြစ်ချင်တာသာပြောပါမနှင်းအီမိဘများလေအကိုတော့စကားတိုင်းလှုပ်ပေးကြမှာပါဟုတ်တယ်နော်ကြီးတော်အေးဟုတ်ပါတယ်ရှင်ညိုပြောတာဟုတ်ပါတယ်ဒေါ်ဆန်းကပြတလဲခေါင်းငိတ်ရှာတယ်ငါနှမလေးကဘာကြောင့်စိတ်ဆင်းရဲနေရလဲအဲ့ဒါအရင်ပြောကြစမ်းဒေါ်ဆန်းမဖြေနိုင်ပဲနှုတ်ပိတ်သွားတယ်ကြီးတော်ဖြေလိုက်လေကြီးတော်တီထားတယ်မဟုတ်လားတီထားရင်လည်းပြောလိုက်ပါကြီးတော်ရဲ့အကိုတော်ကသူ့ကိုလည်းစိတ်ဆိုးလိမ့်မယ်နော်သူကြိုင်ကျုံလည်းဝင်ကူနိုင်မှာမဟုတ်ဘူးရှင်ညိုစကားကြောင့်ဒေါ်ဆန်းတက်ပြင်းချတယ်ခေါင်းကိုငိမ့်ပြီးကျုပ်သိပါတယ်ကျုပ်သမီးကသူချစ်တဲ့သူနဲ့ခွဲခံထားရလို့ဝမ်းနေနေရှာတာပါအကိုတော်ရဲ့ငါသိရပေါ့ငါသိရပေါ့နေတို့ကငါနှမလေးနှိပ်စက်နေကြတာသူနဲ့ချစ်ကြိုက်နေတဲ့မောင်ဖီတန်းဆိုတဲ့ကောင်လေးကသူ့ကောင်လေးသူကငါနှမကိုစောက်ရှောက်မှာကြီးပွားအောင်လို့လဲကြံဆောင်ရှာမှာငါကတော့သဘောတူတယ်ဟဲ့ငါနှမစိတ်ချမ်းသာမယ်ဆိုရင်ငါကတော့သဘောတူပြီးသားပဲဖြစ်ပါမလားအကိုတော်ရဲ့မဖြစ်စရာအကြောင်းရှိလို့လားငါကိုတော်တိုင်းပြောနေတဲ့စကားဟဲ့နင်တို့တွေငါနှမဒီတငယ်နဲ့သဘောမတူနိုင်တော့
ငါတော့ငါနှမကိုပြန်ခေါ်ရတော့မှာပဲကဲဘဲနဲ့ရှိတာဆုံးဖြတ်ကြစမ်းဒေါ်စန်းနဲ့ဦးတီလာတို့အခက်တွေ့သွားကြတယ်သမီးဖြစ်သူကိုမောင်ဖီတန်းနဲ့သဘောမတူတော့လဲသမီးဖြစ်သူစိတ်မဖြောရင်အတန်းနှုတ်ကခေါ်သွားခံရမယ့်အရေးကြောင့်စိတ်နှခွာဖြစ်ကပြားများသွားကြရှာတယ်ကဲလေသမီးအသက်တော့ဘယ်အရာမှအရေးမကြီးကျုပ်သမီးလေးကိုမောင်ဖီတန်းနဲ့ပြီးစားပါမယ်တော့ကောင်းပြီကိုကတိကိုတီဖို့သာကြံကြတော့2 ရက်လောက်နေငါနှမလေးမောင်ဖီတန်းနဲ့လူကြီးချင်းစကားပြောဖို့ပြင်တာငါပြောသလိုမလုပ်ရင်တော့ငါနှမအသက်ကိုတခါရင်နှုတ်သွားပြီးသားမှတ်ကြတော့လို့ပြောပြီးမနှင်းဤတယောက်ကျန်းပေါ်ခွေကနေလဲကျသွားတော့တယ်ရှင်ညိုကမနှင်းဤကိုပြေကာထားရတယ်ကြီးတော့မနှင်းဤကိုဂရီပေါ်တင်ရဖဲဖဲရှင်ညိုအကိုပြေတင်လိုက်မယ်မနှင်းဤရဲ့အကိုကနှမဖြစ်သူမနှင်းဤကိုဂရင်အထက်သို့ပြေကာတင်လိုက်တယ်သမီးနှင်းဤတတိထောင်းလေကြီးတော့မနှင်းဤမကြခင်တတိရလာမှာပါအခုတော့သူလည်းအနားယူပါစီအေးပါရှင်ညိုရဲ့ကြီးတော်ဖြစ်စိတ်ညစ်လိုက်တာစိတ်မညစ်ပါနဲ့ကြီးတော်အကိုတော့လည်းအကြောင်းမဲ့တော့ပေးစားခိုင်းမှာမဟုတ်ပါဘူးသူလည်းသူ့နှမလေးစိတ်ချမ်းသာပျော်ရွှင်မောင်မြင်လို့သာပေးစားခိုင်းတာထင်ပါရဲ့အဲ့ဒါကြောင့်ကြီးတော်လည်းကြီးတော်ပေးထားတဲ့ကတိကိုတီးဖို့ကြိုးစားပါအေးပါရှင်ညိုရဲ့ကြီးတော်ကတိတီးမှာပါဒေါ်ဆန်းရဲ့အဖြစ်ကိုရှင်ညိုကျေးနဲ့သွားတယ်စိတ်ထဲ၌လည်းမနှင်းဤကိုကူညီနိုင်လိုက်ပြီးမို့စိတ်အေးသွားခဲ့ရတယ်အကြီးကျုပ်တို့လည်းပြန်ကြစို့လေအဖွားလည်းထမင်းစာစောင့်နေလောက်ရုံပဲအေးလေမှောင်တာမှောင်နေပြီပြန်ကြတာပေါ့ရှင်ညိုမဆန်ကျုပ်ပြန်ပြီနော်ဒေါ်ဝင်းကအားလုံးကိုနှုတ်ဆက်ပြီးရှင်ညိုနဲ့အတူအိမ်သို့လာခဲ့တော့တယ်အဖွားထမင်းစာနေပြီလားလွယ်အိတ်ကိုချွတ်နေရင်နဲ့ရှင်ညိုကဖွားမိန်စင်ကိုမေးလိုက်တယ်ရပါတယ်သမီးရဲ့ဟိုမှာအစင်ရောပြေခဲ့ရဲ့လားဖွားမိန်စင်ကမရောရှင်ညိုကပြုံး၍ကောင်းနေတယ်ရှင်ညိုကအပေါ်တက်ကိုလွယ်အိတ်တက်ထားနေစဉ်ဒေါ်ဝင်းကထမင်းပွဲဟင်းပွဲများခူးကက်ကချနေရင်အမေသိလားနှင်းဤရဲ့ဘဝဟောင်းကအကိုဝင်ပူးရတယ်တော့သူ့နှမလေးစိတ်ဆင်းရဲနေအောင်မကြည့်ရလို့ပြန်ခေါ်မယ်ပြောနေရမဆန်းဖြစ်သူ့သမီးကိုပြန်ခေါ်မှဆိုပြီးငိုနေရှာတနာကြပါအမေရဲ့ပြီးတော့နှင်းဤကလူပြိုကြီးဖေတန်းနဲ့ကြိုက်နေရတဲ့အဲ့ဒါမဆန်းတို့ကသဘောမတူကြဘူးတဲ့အမေရဲ့အခုကြတော့ပြေအကိုကသူ့နှမလေးစိတ်ဆင်းရဲနေလို့ပြန်ခေါ်မယ်လို့လည်းပြောချက်ချင်းကိုဖေတန်းနဲ့သဘောတူသွားရောပဲအမေရဲ့အေးပေါ့သားသမီးကိုအဆုံးရှုံးမခံနိုင်တဲ့စိတ်ပေါ်မိဝင်ရဲ့ကျုပ်တော့နှင်းဤနဲ့ဖေတန်းသဘောတူတယ်အမေဟိုကလူရိုးလူအေးပေမဲ့နှင်းဤခိုင်ကုန်းကြုံလုံးမဲ့သူအမေရဲ့သူတို့သာကျွင်စီးပွားတက်လောက်တယ်အေးပေါ့ညီတူမှရှင်ညိုကတော့ဒီအတွက်လဲအောင်သွဲကောင်းသွားပြန်ပြီပေါ့ရှင်ဒါကရှင်ညိုနဲ့မဆိုင်ပါဘူးမေရဲ့သူတို့ကိစ္စရှင်ညိုမသွားခင်ကတည်းကဖြစ်နေရလေအေးပါအေးကဲထမင်းစားကြအောင်စို့ထမင်းစားပြီးမှညီသမီးကိုသွားခေါ်ချင်ဒီကလေးကမခေါ်မချင်းပြန်လာမှာမဟုတ်ဘူးဟုတ်ကဲ့ပါအမေဖွားမိန်စင်ကစကားကိုရှက်လိုက်တော့ဒေါ်ဝင်းလည်းထမင်းစားဖို့ဝင်ထိုင်လိုက်တော့တယ်ရှင်ညိုကတော့ဖွားမိန်စင်ပကံလေးတို့ပဲတီးတုပ်ကိုဥချကထည့်ပေးလိုက်လေနောက်တနေ့နက်နက်ရောက်တော့ရွာထဲမှာအပြိုတတိုက်ရှင်ညိုစီကိုရောက်လာကြတယ်ရှင်ညိုကြီးကိုဖီတန်းနဲ့မနှင်းဤတို့ကြောင့်ရွာထဲမှာပြန့်လို့ညီကိုလည်းဝိုင်းပြီးချီးကျူးနေကြရဲ့တော့ဟုတ်ပါမနှင်းဤကိုသူ့ကိုတော့ပြန်မခေါ်တော့ရှင်ညိုကကူညီခဲ့ရတာဆိုပြီးတရင်ကိုမှွေးလို့ဟဲ့ကောင်မညီတို့ပြောမှငါတူမတရင်မှွေးရမဟုတ်ပါဘူးငါတူမတရင်ကအစကတည်းကမှွေးပြီးသားပါဒေါ်ဝင်းရဲ့စကားကြောင့်ရွှေမီတို့အပြိုတတိုက်ဆက်ကလေးများပုတ်သွားကြတယ်အကြီးရလေတော့ကျုပ်တို့ကရွာထဲကတရင်ရှင်ညိုသိအောင်လာပြောပြတာပါအကြီးတူမအိမ်အိမ်ပြင်အောင်အကြောင်းရှိမှထွက်တာလေရွာထဲကတရင်ကကျုပ်တို့ပြောမှ तू ကသိတာဟုတ်တယ်နော်ရှင်ညိုရွှေမိစကားကိုရှင်ညိုကပြောပြီးကောင်းကြီးလျော့ဒေါ်ဝင်းကမျက်စောင်းထိုးလျက်ဒေါ်ဝင်းတယောက်ခမောက်ကြီးဆောင်ပြီးရွာထဲထွက်သွားတော့မှအပြိုမရီရဲ့အတန်ကတဆာဆာထွက်လာခဲ့တော့တယ်တို့တို့ဖြစ်ဖွားမေစိန်နဲ့လူပူးဆိုတဲ့ဇလန်လေးလေးတိတ်တဆိတ်ပင်ပြီးဆုံးသွားခဲ့ပါဇလန်လေးကဖြစ်ရမှန်ကိုအခြေခံကရေးသားထားတာဖြစ်လို့အရေးပါပုံရော့တာရှိစာရေးသူရဲ့ဉာဏ်ဖြင့်မှုကြောင့်လို့ပဲပြောပြသည်ဖွားမေစိန်ကိုအမြဲတစေအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရှင်မေး official channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေစိတ်ဝင်စားစရာပရလောကဇလံကောင်းလေးများစွာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ထားပြီးတော့ဇလံအသစ်တွေတင်တိုင်းမှာသိရှိနိုင်အောင်လည်းဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်ဒီကနေ့ကျမတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကံဘလူရေးသားထားတဲ့
ဖွားမိန်စိန်နဲ့လင်သူတော်မယားဆုံးမဆိုတဲ့ဇလံလေးကိုတင်ဆက်ပြီးသွားမှာပဲဖြစ်ပါ၏နာတော်တာဆင်ပေးကြပါအောင်ရှင်ရှင်ညိုတယောက်လွယ်အိတ်ကြီးကိုလွယ်ပြီးရွာလန်းအတိုင်းလျှောက်လာခဲ့တယ်ရှင်ညိုဘယ်သွားမလို့လဲအိရှင်ညိုနဲ့လမ်းမှာဆောင်၍မေးကြသူများကိုရှင်ညိုကမမြေမကြားဟန်ဖြစ်လှဲ၍မဖြေပဲသူ့လန်းသူသာဆက်လျှောက်သွားခဲ့တယ်ရှင်ညိုကြီးဟာတမျိုးပဲအိစိတ်များစိုးနေသလားမသိဘူးနော်ဟုတ်မယ်အိငါတို့မိတာတော့မမြင်ဟန်ဆောင်သွားတာဆိုတော့တကူကူဖြစ်နေပုံရတယ်ရွာသူတို့ကရှင်ညိုအကြောင်းပြောရင်ရွာလမ်းမအထက်၌ကြံ့ရစ်ခဲ့ကြတယ်ရှင်ညိုတီကရွာအပြင်ဘက်ရှိတမာရန်စီကိုသာထွက်လာခဲ့တော့တယ်တမာပင်အောက်မှာထိုင်ရင်ရှင်ညိုတက်ပြင်းချမိရဲ့မမရှင်ညိုဟောပိန်းသီးမဒါပဲသွားစောမလို့တော့အိကျုပ်ကမမရှင်ညိုတွေ့လို့လိုက်လာတာဒါဖြစ်ရွာတွေကနေလိုက်လာတာပေါ့ပြောစမ်းမအောင်ညီကအမားနောက်ကိုဘာကြောင့်လိုက်လာရလဲအိမမရှင်ညိုစိတ်မချလို့ပါတော့အမောင်စိတ်မချလို့ဟုတ်လားပေါစာမရှင်ညိုရဲ့အမေကိုပြောင်း၍ခေါင်းငိတ်ပြလေရဲ့အကြီးကျုပ်တို့ခေါ်ရဲဆိုမောင်တိုးနဲ့မောင်ကိုနန်းကြံရသွားခေါ်လာခဲ့တယ်အရေးကြီးတယ်ဆိုလို့မောင်တိုးတို့လည်းချက်ချင်းပင်လိုက်လာခဲ့ကြရှာတယ်ဟောဗျာလေးလေးလည်းရောက်နေရပဲဗျဒေါ်ဝင်းကိုမင်းနေကြရင်မှဘေးကိုကြည့်လိုက်တော့ဖွားမင်စိန်နဲ့ကုတ်ပြစ်ခင်းမှာအတူထိုင်နေခဲ့တဲ့ဘိုးကြီးကိုမောင်တိုးတို့တွေ့သွားခဲ့တယ်အေးငါတို့နေကောင်းကြရဲ့နော်ကောင်းပါရဲ့လေးလေးဘိုးကြီးရောက်နေအောင်မြင်တော့မောင်တိုးတို့လည်းအချိန်တွေကိုနားလေသွားတယ်နင်တို့ညီမသွားရှာစမ်းမအောင်ဟဲ့အကျိုးကြောင့်ပြောမယ်လို့တော့စိတ်ဆိုးမှန်ဆိုနဲ့ထွက်သွားလေရဲ့ဟာဗျာအကြီးတို့ကလည်းရှင်ညို့တယောက်တည်းလွတ်လိုက်ပြန်ပြီလားမလွတ်ရပါဘူးဟဲ့သူ့ဘာသာသူစိတ်ဆိုးပြီးထွက်သွားတာပါအဲ့ဒါကြောင့်လည်းနင်တို့ခေါ်ခိုင်းရတာပေါ့မောင်တို့ရဲ့အကြီးရလေဗျာရှင်ညို့ကစိတ်ကြီးတယ်ထွက်မသွားနိုင်တော့တားကြပါရောလားဗျာအမေကိုအဖြစ်မပြောပါနဲ့ကိုကြီးတို့ရဲ့မမကိုကြုတ်လဲဝင်တားပါသေးရဲ့မမစိတ်တွေတအားကြီးဆိုးနေရဆိုတော့ကျုပ်တို့လည်းစက်မထားရတော့လို့လွတ်လိုက်ရတာပါတော့အေးလေဒါဆိုရင်တော့ရှားရတော့မှာပေါ့ဟာပြီးမှပဲအကျိုးကြောင့်ဆက်မေးရတော့မှာပဲဗျာကဲကိုကြီးအောင်ကျုပ်တို့သွားကြမယ်ဗျာရှင်ညိုရှိတတ်တဲ့နေရာတွေရှားကြတာပေါ့အေးကွာသွားကြတာပေါ့ကျုပ်လည်းမမအတူလိုက်ရှာမယ်ပေါက်စားမတို့3ယောက်ကိုလည်းအတူလိုက်ရှာခိုင်းရမယ်အမေကျုပ်လည်းသွားပြီနော်မောင်တိုးတို့ထွက်သွားပြီးနောက်နန်းကြိုင်ကလည်းရှင်ညို့ကိုရှာဖို့ထွက်သွားတော့တယ်ဒေါ်ဝင်းကတော့တပြင်းကြီးချ၍ငူငူကြီးကြံရိပ်ခဲ့တယ်ဘိုးကြီးကလည်းမျက်နှာမကောင်းရှာဖွားမိန်စင်ကတော့ပြောင်းပူးဘက်ဆက်လက်ကြီးကိုဖွာရှိုက်ရင်းသာငြိမ်သက်နေခဲ့လေရဲ့ပေါက်ဆမငါတို့ရွာရှိပါသွားရှာရင်ကောင်းမယ်တင်နေကိုကြီးတို့ကဖုန်းကြီးเจ้าနဲ့သွားရှာလောက်တယ်အေးသွားကြမယ်ဟာမမရှင်ညွားလဲလေကလေးလည်းမဟုတ်အေးရထွက်သွားရတယ်လို့ဟာဆိုအောင်မင်းမသိပဲဘာမှရှောက်မပြောနဲ့လူကြီးတွေနဲ့နေရတာဘလောက်တောင်စိတ်ညစ်ရလဲမင်းသိလို့လားဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ဟိုဟာမစောနဲ့ဆိုပြီးမျိုးစုံအပြစ်ပြောနေကြတာကွာငါလည်းတနေ့ကျရင်မမရှင်ညိုလို့ထွက်သွားအောင်မယ်ကွာအမလီပေတိုမင်းရမျိုးစုံအားဆိုလို့မင်းမိစုအားလေးကွာမမရှင်ညိုကလေးမမဟုတ်တာဘသူကဆိုမှလဲကွာအကြီးနဲ့အဖွားလည်းမမရှင်ညိုချစ်ကြပါလေကွာနော့နန်းကြိုင်ဟေးဒါဖြင့်ငါမေကငါ့မချစ်ဘူးလို့မင်းပြောချင်တာပေါ့ဟုတ်လားဆိုအေးလေကွာမင်းမေကမင်းမချစ်လို့နေမှာပေါ့စိုးအောင်စကားကြောင့်ပေတိုးမျက်နှာကြီးရှုံ့မဲ့သွားတယ်ကဲနင်တို့စကားများမှလားမမအောင်ကူရှာပြီးမှလားပြောကြနင်တို့ကူမရှာရင်ငါဘာသာပဲသွားရှာတော့မယ်ဟာနင်ကလေစိတ်ကြီးပဲနန်းကြိုင်ရငါတို့ကူရှာပြီးပါမယ်ဟာနန်းကြိုင်ကရှေကိုစောင့်အောင်ကသွားလီရောပေတိုးနဲ့စိုးအောင်လေကုတ်ကုတ်ကလေးလိုက်လာကြတော့တယ်ပေါစာမတော့ပေတိုးနဲ့စိုးအောင်အလိုက်မတိကြလေချင်းဆိုတဲ့အကြည့်ဖြစ်မျက်စောင်းထုတ်ကကြည့်လိုက်တယ်ဟိုလေးရောက်ဒါပဲလေဒီတန်ငါကြားဘူးတလို့ပဲအေးဘယ်ကနေမှအော်နေရလဲအရှိစီမှာထွက်လာတဲ့အတန်ဆူဆူကလေးကြောင့်ရှင်ညိုတို့လေးယောက်ခြေလန်းတွေရက်သွားကြတယ်ဘေးပင်ညောင်ကြည့်ရော်လေလူရိတ်ကိုရှာမတွေ့ဖြစ်နေကြတယ်မလန်မကန်နိုင်ရှိတဲ့တမပင်ထနောင်းပင်တို့ကြောင့်နေရာကလည်းအရရသလိုဖြစ်နေခဲ့တယ်တရေမြ6တာလားမသိဘူးနော်ငါကြောက်လာပြီကွနေကေးဘက်ကြီးကိုဘယ်တရေက6မှာလဲကွအေးလေဟဲ့တရေဆိုလည်းမကြောက်ပါဘူးငါတို့မှအဖွားပေးထားတဲ့ကြိုးရှိရပဲဟုတ်တာပဲငါတို့လက်ကကြိုးဒီတရေကြောက်လောက်တယ်ဟာနန်းကြိုင်ကလက်ကဝတ်မှာဝတ်ထားတဲ့ချီမန်းကျိုးအနီလေးကိုကြည့်ရင်ပြောလိုက်တယ်လက်ကိုမှပြီးဘေးပင်ညာကိုကြည့်ရောကြံ3ယောက်ကလည်းနန်းကြိုင်ဒီတူလောက်ကြတယ်ချီမန်းကျိုးအနီလေးတွေကစော်ကစားကြတဲ့သူများပြီးအယောင်ပြီးပျောက်လွတ်လွတ်ဖြစ်နေခဲ့တယ်ဟာတရေရရှိတယ်ဟာကြည့်ရတာဒီကျိုးကိုမကြောက်ဘူးထင်တယ်အေးဟုတ်လောက်တယ်နန်းကြိုင်တခုခုလုံးဟာငါဘာလို့ရမှာလဲဟာနေရလေနေဘွားနဲ့နေမတော့ဒီတရေတွေနိုင်တာ
နေလဲနိုင်လောက်တယ်လေလှုပ်ဆန်းဟာဒီတရင်ကိုအပြစ်ပေးလိုက်စမ်းဟာငါဖျားစာပဲရတာဟာမမနဲ့အဖွာလိုခါရတွေပါငါမရအောင်ဖျားဒါဆိုငါတို့တော့ဒီတရင်ကြောင့်တရားတော့မယ်ထင်ပါရဲ့ဟာရှဲမောတန်ဆူဆူလေးကဆက်လက်ထွက်ပေါ်နေရကြောင်းနန်းကြိုင်တို့၄ယောက်မှကြောက်လွန်၍၄ယောက်သာစုနေခဲ့တော့တယ်မမရေကျုပ်တို့ခဲ့ပါအောင်နန်းကြိုင်ကအတန်ကြဲကြဲနဲ့အော်လီရောကြံ၃ယောက်ကလည်းမမရှင်ညိုရေကျုပ်တို့ခဲ့ပါအောင်ဗျဒီမှာတေးရကျုပ်တို့စားတော့မယ်ထင်တယ်မမရှင်ညိုရေကျုပ်တို့ခဲ့ပါအောင်ဗျစိုးအောင်ကတယောက်တည်းထူပြီးငိုတန်ထွက်နေခဲ့တယ်ကလေးလေးယောက်ရဲ့အော်တန်ကြောင့်မလန်းမကန့်မှရှိရဲ့တမာတန်းမှာထိုင်နေတဲ့ရှင်ညိုပင်အထိတ်တလန့်ဖြစ်သွားခဲ့ရတယ်တေချာနားထောင်ကြည့်အောင်ညီမဖြစ်သူနန်းကြိုင်ရဲ့အတန်မှန်တိကချစ်ချင်းပင်အတန်ကြားရစီကိုပြေးလာခဲ့မိရဲ့ညီမလေးဘာဖြစ်လို့လဲညီမလေးမမကျုပ်တို့ခဲ့ပါအောင်မမရှင်ညိုသားတို့လည်းခဲ့ပါအောင်ရှင်ညိုရောက်လာတော့နန်းကြိုင်တို့၄ယောက်ကရှင်ညိုပွေးဖတ်ထားပြီးငိုယိုကြလေရဲ့ဘာဖြစ်လို့လဲညီမလေးပေးတို့ဘာဖြစ်ကြလဲအမောက်တိချပြောကြစမ်းပါတရေ၆ခင်ရလို့ပါမမရှင်ညိုသားတို့တေးရစားတော့မယ်ထင်တယ်တဟင်းနဲ့ရင်နေခဲ့တာဗျဟင်တရေဟုတ်လားရှင်ညိုကမယုံကြည်ဟန်နဲ့မေရောနန်းကြိုင်တို့၄ယောက်ကခေါင်းကိုပြိုင်တူညှိလိုက်ကြတယ်ဘယ်မှာလဲအဲ့ဒီတရေမသိဘူးသားတို့လည်းရှာတာပဲတရေကိုသားတို့မှမမြင်ရတာအတန်မဲကြားနေရတာပေတို့စကားကြောင့်ရှင်ညိုမျက်မှောင်ကျုံလိုက်တယ်ဖတ်ထားတဲ့နန်းကြိုင်တို့၄ယောက်ကိုဘေးကိုဖဲလိုက်ပြီးတရေရှာရတော့တယ်မကြပါတမာပင်ဘေးကိုကြည့်ရောပြုံးလေးထွက်လာတဲ့ပိန်သေးမောင်တွေ့လိုက်ရတော့တယ်ပိန်သေးမောင်ရွာထဲကိုမပြန်သေးပဲဒီမှာဘာလုပ်နေရလဲဟီမမရှင်ညိုတော့ရောက်လာပဲဟာစိုးစိုးကတရေရင်တဲ့အတိုင်းပဲဟာပိန်သေးမောင်နေမကြောက်ဘူးလားဒီမှာတရေရှိတယ်ငါတို့တော့တရေ၆ခင်ရလို့မမရှင်ညိုရောက်လာတာဟာကဲဟဲ့ဒီလောက်တောင်းအားရသလားကဲဟဲ့နန်းကြိုင်ကပေတိုးရဲ့ခေါင်းကိုအဆက်မပြတ်ခောက်ချလိုက်လျော့ပေတိုးမျက်နှာကြီးညှို့မဲသွားတယ်မငိုနဲ့နော်ငိုရင်ထက်ခေါက်မှာပိန်သေးမစိုးစိုးကနေအတန်မဟုတ်ဘူးလားငါတို့နေလာ၆နေရမဟုတ်လားအဲ့ဒါကြောင့်အတန်ကြားဘူးတယ်လို့ထင်နေရဒင်းအတန်ဖြစ်နေရကိုပိန်သေးမငါနင့်ကိုအမေနဲ့တိုင်ပြောမယ်သိလားအခုမှတိုင်မယ်တော့မယ်လုံးမနေပါနဲ့ပေါ့ဆာမကိုညီမတန်တော်မှတ်မိရဲ့အယူမငါတင်မမှတ်မိရလားနင်တို့လည်းအတူတူပဲလေနန်းကြရဲ့လေးယောက်သားဖြစ်ပြနေတဲ့ပုံစံကြည့်ရင်ရှင်ညိုနားလေသွားတယ်သူတို့ထိုင်ခဲ့တဲ့ပိန်သေးမရဲ့လူလဲကြခြင်းကိုနန်းကြိုင်တို့လေးယောက်အကွက်ကြကြခံလိုက်ကြရတယ်ကဲတော်ကြပါတော့တော်တို့လေးယောက်ကဘယ်သွားကြမလို့လဲပြောစမ်းပါဟုတ်တာပဲကျုပ်တို့ကမမကိုလိုက်ရှာနေကြတာမမရဲ့ဟုတ်တယ်တားတို့ကမမရှင်ညိုလိုက်ရှာနေရအမလီတသားသားနဲ့နားရရလိုက်တာပြီးတို့ရဲ့ဘာဖြစ်လဲကွာငါပြောချင်တယ်လို့ပြောမှာပေါ့နန်းကြိုင်တို့ကိုကြည့်ပြီးရှင်ညိုတက်ပြင်းချလိုက်တယ်မမကိုဘာလို့ရှာနေကြရလဲပြောစမ်းပါအိမ်ရလူကြီးတွေကစိတ်ပူနေရဲ့မမရဲ့ပြီးတော့ကျုပ်လည်းစိတ်ပူတယ်အဲ့ဒါကြောင့်အိမ်ကိုပြန်လိုက်ခဲ့ပါနော်မမကိုကြီးတို့နဲ့ကိုကြီးအောင်ကလည်းမမကိုလိုက်ရှာနေအင်းမမလည်းရုတ်တရက်မို့ဒေါသနဲ့ထွက်လာမိရပါညီမလေးတို့နဲ့မမပြန်လိုက်ခင်မှာပါတကယ်တော့မမဟေးမမရှင်ညိုကပြန်လိုက်မယ်တဲ့ကွနန်းကြိုင်တို့တွေပျော်ရွှင်သွားကြတယ်ရှင်ညိုကလည်းနန်းကြိုင်နဲ့ပိန်သီးမရဲ့လက်ကိုဆွဲပြီးရွာရင်းပြန်ဝင်လာခဲ့တော့တယ်ပေါက်စားမတို့၃ယောက်ကတော့ပိန်သီးမအောင်မျက်စောင်းတထိုးထိုးနဲ့နောက်မှလိုက်လာခဲ့ကြတယ်ရွာထဲကိုရောက်လာတော့ပစိုးခတ်တူတူပြင်ဝင်ရင်အလော30လျှောက်လာတဲ့မောင်တူမောင်အောင်နဲ့စုံကြလေအမလီရှင်ညိုငါတို့ကညီကိုလိုက်ရှာနေရဘယ်ရီမြောက်လျှောက်သွားနေရလဲဟာကျုပ်ဘယ်မှမသွားပါဘူးကိုကြီးတို့ရဲ့ကျုပ်တမာရမ်းမှာသွားထိုင်နေရပါတမာရမ်းမှာသွားထိုင်နေရဟုတ်လားအဲ့ဒါကြောင့်ကျုပ်ကိုကြီးအောင်ပြောပါတယ်အဲ့ဒီကိုအရင်သွားရှာကြမယ်ဆိုတာကိုကြီးအောင်ကလက်မမခံတာဗျာဟာငါလေးဒီကလေးမှာဖုန်းကြီးเจ้าเนี่ยကြာကန်မှာရှိလောက်မယ်ထင်တာပေါ့ဟာအခုတော့ဖြင့်မမကိုကျုပ်ကပဲအရင်ရှာတွေ့ခဲ့ရနော်ကိုကြီးတို့နင်းကြောက်တယ်မဟုတ်ပါဘူးဟာငါတို့လည်းပါပါတယ်နန်းကြိုင်ရဲ့အေးပါနင်တို့လည်းပါပါတယ်ဟုတ်ပြီလားအမေမမရှင်ညိုကျုပ်ရှာတွေ့ရပါနော်ကျုပ်ပြောတာဟုတ်တယ်နော်မမရှင်ညိုဟုတ်ပါပိန်သေးမရဲ့စကားရှင်ညိုကထောက်ခံတော့နန်းကြိုင်တို့၄ယောက်ကလည်းပိန်သေးမအောင်မကြည်ကြည်ဖြစ်ဝိုင်းကြည့်ကြတော့တယ်ရှင်ညိုနဲ့မောင်တို့မောင်အောင်တို့ကလည်းကလေးတတိုင်းနဲ့အတူခွားမေစင်တို့အိမ်ကိုပြန်လာခဲ့ကြတယ်ရှင်ညိုပြန်လိုက်လာတော့မြင်တော့တော်ဝင်းကကုပြစ်ပေါ်မှာပြပြတလေးဆင်းလာပြီးရှင်ညိုဘယ်ရီထွက်သွားရလဲအေးအော်မရောက်ခေါ်မရနဲ့ငါတူမရဲ့အကြီးဖြစ်စိတ်ပူနေရအေးကျုပ်ဘယ်မှမသွားပါဘူးအကြီးရဲ့ကျုပ်ရွာရိတ်ခဏသွားတာပါကဲ
ဒါဖြစ်အပေါ်တက်နာချင်အောင်အကြီးတို့ဘာမှမပြောတော့ဘူးနော်ငါတူမှစိတ်ရှိသလိုစိတ်ပျော်သလိုပဲနေနော်သိလားအပေါ်မတက်တော့ပါအကြီးရဲ့ကျုပ်ဒီမှာပဲခဏထိုင်ပါအောင်မေရှင်ညိုဟာကုတ်ပြစ်မှာဝင်ထိုင်လိုက်တယ်ဖွားမေစင်ကရှင်ညိုအကဲခတ်သလိုကြည့်နေခဲ့တယ်ဘိုးကြီးကလည်းရှင်ညိုကိုညှိုးငယ်တဲ့မျက်လုံးများဖြင့်ကြည့်နေရအောင်မြင်တော့ရှင်ညိုကပြောပြီးလေးလေးနဲ့အတူတူအင်ကြီးမြန်ရွာကျုံလိုက်လာခဲ့ပါမယ်တကယ်ပြောရလားတူမလေးဘိုးကြီးကရှင်ညိုစကားကြောင့်အံ့ဩသွားပြီးတေချာအောင်ထပ်မေးလေရှင်ညိုကကောင်းနေပြီးတကယ်ပြောရပါလေးလေးဖွားရှင်ရဲ့ကျမ်းမာကြီးကအတော်ဆိုးနေရဲ့ဆိုလို့ကျုပ်လိုက်ခဲ့တာပါဒါပေမဲ့ကျုပ်ဘက်ကသွေးသားတော်ဆက်နေတဲ့အတွက်တောင်းဝင်အရာလိုက်လာခဲ့တာပါပြီးရင်တော့ကျုပ်ကိုပြန်လိုက်ပို့ပေးပါလေးလေးစိတ်ချတူမာလေးပြန်ကျင်တဲ့အချိန်လေးလေးကိုယ်တိုင်ပြန်လိုက်ပို့ပေးမယ်သိလားဟုတ်ကဲ့အဖဆွဆွကျုပ်ရဲ့အမူအရာအတွက်တောင်းပန်ပါတယ်နောက်ကိုမဖြစ်စေရပါဘူးလို့အဖေကျုပ်ကတိပေးပါတယ်အေးပါအေးဖွာဘလို့မှမဖြစ်ပါငါသမီးအစဉ်ပြေဖို့ပဲလိုပါတယ်အေးဟုတ်ကဲ့ဖွာမမရှင်ညိုကျုပ်တို့တံမြာသီးတုတ်ကြွေးပါလားနော်မမရှင်ညိုဟိတ်ကောင်စွာမင်းကလေဒီမှာလူကြီးတွေစကားပြောနေရအောင်ကွာငတ်နေလိုက်တာမြန်ဒါဆိုရင်မင်းကမစားဘူးပေါ့ဟာမမရှင်ညိုတုတ်ကြွေးရင်တော့စားမှာပေါ့ကွာကဲပါမမတုတ်ကြွေးပါမယ်နော်ငရုတ်တီးဆက်မှမငိုကြနဲ့နော်မငိုပါဘူးဗျာမမလက်ရဆိုကြိုက်ပြီးသားပါဗျကဲဒါဆိုတံမြာသီးသွားကူကြမယ်လာမမဝိုင်းကူပေးကြအောင်ရှင်ညိုဟာနန်းကြိုင်တို့ခေါ်သွားတော့တယ်ထိုအခါမှကြံရစ်တဲ့မောင်တိုးနဲ့မောင်ကကုတ်ပြစ်မှာဝင်ထိုင်ရင်ဖွားရှင်ကကျမ်းမာရေးမကောင်းရှာဘူးလားဗျာလို့မေးကြရာဖွားမေရှင်ကခေါင်းငုံငိမ့်၍အေးကွယ်မောင်ဘိုးကြီးကအဲ့ဒါကြောင့်ပဲသူ့တူမောင်လာခေါ်ရှာတာမိရှင်ရဲ့ကျမ်းမာရေးကလည်းတိတ်ပြီးအားမရဘူးလို့ပြောတယ်ဖွားတို့ကလည်းမောင်ရင်တို့နှစ်မောင်ချော့မော့ပြီးလိုက်သွားဖို့ပြောရတာပေါ့ကွယ်ဖွားတို့ကလူကြီးတွေဆိုတော့နှစ်ဖက်ပြေလဲအောင်ပြောရတာပေါ့အဲ့ဒီမှာပဲမောင်ရင်တို့နှစ်မသူ့အတွက်မတွေးပေးကြဘူးလို့ထင်ပြီးစိတ်ဆိုးမှန်ဆိုနဲ့ထထွက်သွားတော့တာပဲအခုလဲသူကိုယ်တိုင်တေချာစဉ်းစားခဲ့လို့အင်ဂျင်မြန်အောင်လိုက်ဖို့အတွက်သဘောတူလက်ခံခဲ့ရနေမှာပေါ့ကွရှင်ညိုကတနာစရာပါဖွားရဲ့မွေးကင်းစားကလေးလေးကိုရရဆက်ဆက်စွန့်ပစ်ခဲ့တော့စွန့်ပစ်ခဲ့ပြီးအခုအကြောင်းဆောင်သိရပြန်တော့လေသူ့ဘက်ကပဲအလျှော့ပေးခွင့်လွတ်နေရမဟုတ်လားဗျာဟုတ်ပါရဲ့ကွာဒါပေမဲ့ကြီးတော်ကြီးကလည်းနောင်နာတွေရနေရှာတာပါလေးလေးတို့ကတော့ကိုသွေးသားတွေမို့လို့နှစ်ဖက်ကြည့်ပေးရတာပေါ့ငါတူတူရဲ့လေးလေးကိုတော့အားနာပါရဲ့ဗျာဖွားရှင်ကသူ့ကြိုးဆက်တော့သူခံတင်တာပေါ့ဗျာကျုပ်တို့နှမလေးကသူ့ထက်ပိုပြီးတနာစရာကောင်းနေဗျအေးကွာဟုတ်ပါတယ်လေးလေးလည်းဘာပြောရမယ်မသိတော့ပါဘူးကွာဘာမှမပြောပါနဲ့ဘိုးကြီးရဲ့ထမင်းစားဖို့ကြုတ်ပြင်ပေးပါမယ်စောစောကနေကသူ့တူမထွက်သွားတော့ဘာမှမစားနိုင်ဖြစ်နေရဟဲ့နင်တို့လည်းတော့ကြတော့ငါ့ကိုထမင်းဝိုင်းကူးပေးကြအောင်တော်ဝင်းကဘိုးကြီးကိုပြောရင်မောင်တိုးနဲ့မောင်ကိုငေါက်လိုက်ကြတယ်မောင်တိုးနဲ့မောင်လည်းခေါင်းကိုပြိုင်တူညှိလိုက်ကြပြီးတော်ဝင်းနဲ့အတူမိဖို့တင်၌ထမင်းကူဟင်းခတ်ဝိုင်းကူနေခဲ့ကြရတော့တယ်ဘိုးကြီးကဖွားရှင်ရဲ့ကျမ်းမာရေးအခြေအနေကိုပြောပြပြီးရဲ့နောက်ရွာလိုက်ခဲ့ဖို့အတွက်ရှင်ညို့ချော့မော့ကခေါ်ယူလေရဲ့ထိုအခါအဖွားဖြစ်သူဖွားရှင်အပေါ်အမုန်းကြီးမုန်းနေတဲ့ရှင်ညို့ကလည်းမလိုက်နိုင်လို့ညှင်းဆန်ခဲ့တယ်ကြားလူတွေဖြစ်တဲ့ဖွားမေစင်နဲ့တော်ဝင်းတို့ကလည်းရှင်ညို့ကိုလိုက်သွားတဲ့အကြောင်းချော့မော့၍ပြောတဲ့အခါရှင်ညို့ကသူ့အတွက်မကြည့်ပေးကြကောင်းလားဆိုတဲ့အတွေ့ဖြင့်လွယ်အိတ်ကိုတက်ယူပြီးနောက်တော်ဝင်းတားမြစ်နေတဲ့ကြားမှာအိမ်ကနေထွက်သွားခဲ့ခြင်းဖြစ်တယ်ရှင်ညိုတယောက်အိမ်မှာထွက်လာခဲ့ပြီးနောက်တမာရမ်းမှာထိုင်ရင်စိတ်ကိုတည်ငြိမ်အောင်ကြိုးစားကအကျိုးကြောင့်ကိုပြန်လည်စဉ်းစားခဲ့ရှာစိတ်ဆိုးခြင်းဒေါသထွက်ခြင်းများမရှိတော့လေမှဖွားရှင်ရဲ့ကျမ်းမာရေးအခြေအနေကိုစဉ်းစားရင်မချစ်တော့လဲသွေးသားဆိုတဲ့စိတ်နဲ့သွားတွေးဖို့အတွက်ဆုံးဖြတ်လိုက်တော့ခြင်းဖြစ်တယ်ရှင်ညိုရဲ့ဆုံးဖြတ်ချက်ကြောင့်ဖွားမေစင်တို့လည်းဝမ်းသာသွားခဲ့ကြတယ်အင်ဂျင်မြန်ရွာစီကိုဘိုးကြီးနဲ့အတူမောင်တိုမောင်အောင်တို့ကလည်းအတူတူလိုက်ကြတယ်ကျုပ်တို့လည်းရှင်ညိုနဲ့အတူတူလိုက်ခဲ့မယ်ဗျာကျုပ်တို့နှမကျုပ်တို့ဆောက်ရှောက်ပါမယ်ဖွာကျုပ်တို့မပိုင်ဒီကလေးမှလှုပ်ချင်ရလှုပ်နေမှာပိုခက်ကုန်မဲဗျဟုတ်တယ်ဖွာကျုပ်တို့လည်းအတူတူလိုက်သွားပြစီမောင်တုံးနဲ့မောင်စကားကြောင့်ဖွားမေစင်ကဘိုးကြီးကိုကြည့်တယ်ဘိုးကြီးကခွင့်ပြုဟန်ဖြင့်ခေါင်းကိုငိမ့်ပြလျောအေးလေလိုက်ချင်ရင်လည်းလိုက်သွားကြပေါ့ဒါပေမဲ့သူများရွာမှာတော့ဘလို့ပြဿနာမျိုးမှမရှိကြစေနဲ့နော်ကြားကြသလားဟုတ်ကဲ့စိတ်ချပါဖွာဒါနဲ့နင်တို့မိန်းမတွေရောပြောကြအောင်နော်သူတို့ကခွင့်ပြုပါမလားဟဲ့ခွင့်ပြုပါအကြီးရဲ့ဒီလောက်ကတော့ပူပန်နေကြမလို့ပါဘူးဗျာနင်တို့မိန်းမတွေခွင့်ပြုရင်တော့လိုက်သွားကြပေါ့နင်တို့လိုက်ရင်ရှင်ညို့အတွက်ပူတောင်းစိတ်ချရသေး
ဒီလိုနဲ့မောင်တိုးနဲ့မောင်တို့ကရှင်ညိုနဲ့အတူဘိုးကြီးရဲ့လက်ဖြစ်အင်ကြီးမြိုင်ရွာလိုက်လာကြတော့တယ်။အင်ကြီးမြိုင်ရွာရောက်တော့မိုးပင်ချုံနေခဲ့ပြီဖြစ်တယ်။ဟာဝိုင်းထဲမှာလူတွေစုံလို့ပါလား။တကူကူများဖြစ်နေသလားမသိဘူးကွာ။ခြံဝိုင်းကျဲကျဲတွင်တိဆောက်ထားတဲ့နှစ်ထပ်ပြင်ထောင်အင်ကြီးရဲ့အရှိမလူတွေရက်နေခဲ့တယ်။အားလုံးကအင်ကြီးတဲ့ကိုစိတ်ဝင်တစားကြည့်နေခဲ့တယ်။ဘာဖြစ်တာလဲကွာ။ဟေးငါ့ကိုလည်းပြောကြစမ်းမအောင်။ဘိုးကြီးပြန်လာပြီပဲဗျ။ခမကြီးတော်ကြီးမှာဖုံးဝင်နေရဲ့ဆိုပဲဗျ။ဟာဒါဘာသူပြောရလဲ။အထဲမှာဆရာညွန့်လည်းရောက်နေရဲ့ဗျ။ဝင်ကြည့်လိုက်အောင်ဘိုးကြီး။ကွာအေးမီကတော့လှုပ်ချင်ရလှုပ်နေပြန်ပြီ။ဘိုးကြီးကနွားလေးကိုပြစ်ထားခဲ့ပြီးအင်ကြီးတဲ့ဝင်သွားတယ်။ရှင်ညိုတို့လည်းဘိုးကြီးရဲ့အနောက်မှာလိုက်လာကြတယ်။ထွက်စမ်းဒီခန္ဓာကိုယ်ကနေထွက်သွားစမ်းဖုတ်တစီမနေမမတ်သေးဘူးလား။အမလေးအေးမီကြီးတော်နာလာကြီးရဲ့အေးတော်ပါတော့ငါနာလို့ပါအေးအဝေးစားတန်တန်ပြပြဝစ်စင်ထားပြီးကျိန်လုံးကြီးကိုလက်ကတရွယ်ရွယ်နဲ့ကိုင်းဆောင်ထားတဲ့နှကမ်းမွေးဆဆနဲ့လူကြီးကဆရာညွန့်ဖြစ်တယ်။ခွားရှင်ရဲ့အတန်ကအားပြောလှစွာနာကျင်နေရကိုပင်အော်ဟစ်ဖို့အင်အားရှိပုံမရ။နဘေး၌အကြီးအိမ်မီကလည်းမျက်ရည်လေးတဆန်းဆန်းနဲ့ကြီးတော်ဖြစ်သူကြည့်နေခဲ့တယ်။ဟေးအိမ်မီဒါဘာလုပ်နေရလဲ။ဟေးအကိုကြီးပြန်လာပြီ။ရှင်ညိုလဲပါလာပဲ။ရှင်ညိုဆိုတဲ့အတန်ကြောင့်ဖွားရှင်ရရှင်ညိုစီကိုမျက်လုံးလေးအားယုံဖွင့်ကလှမ်းကြည့်ရှာတယ်။ဒါဘာလုပ်တာလဲအကြီး။ဟုတ်လေစီယာညိုကဖုတ်ထုတ်ပေးနေရရှင်ညို။ဟုတ်တယ်ကလေးမဖွားရှင်ရဲ့ကိုယ်ထဲမှာဖုံးဝင်စည်းနေရကလေးမလို့မြင်နေရတာဖွားရှင်မဟုတ်ဘူး။ဖုံးကွဖုတ်ဆိုတာဘာလဲကျုပ်သိရဲ့။အခုကတက်တက်ကြီးနှိမ့်ဆက်နေကြပဲ။ကျုပ်တို့မြန်မာလူမျိုးတွေကမရှိတောင်းစားတနာရင်ပေးကြပါ။တက်တက်ကြီးလိန်စားနေရတော့ကျုပ်လက်မခံနိုင်။ဘာပြောတယ်ဟေ့ညီးစကားငါ့ကိုစော်ကားနေရပဲ။ညီးကငါ့ပညာစမ်းကျင်တာလား။စမ်းကျင်တာမဟုတ်ဘူး။ကျုပ်ကအမှန်ကိုပြောနေရ။ကျုပ်စိတ်အတိုင်းသာလုပ်ရရင်တော်ကြီးဒီနေရာမှာပဲခွေကြနေလောက်ပြီ။ဟာညီးကအတော်လေးမန်တက်နေရပဲ။ဟေ့အေးမီငါဒီရွာမှာဘာလဲဆိုတာနေဧည့်သည်ကိုပြောပြလိုက်စမ်း။ရှင်ညိုစိတ်ကိုလျှော့ပါတူမရဲ့။ဒီဘက်ကစီဟာညိုကကြီးတော်တက်တောင်ကုပေးနေရပါ။အကြီးအိမ်မီစကားကြောင့်ရှင်ညိုနှကန်းကိုဟင့်ကနေမဲလိုက်တယ်။ဒီမှာအကြီးဖွားရှင်မှာဘယ်ဖုံးမှဝင်မစီဘူး။ဝင်စည်းဖို့သာကြံစီနေရ။ဒီလူကြီးကတကယ်ဆရာဆိုရင်သိပါလိမ့်မယ်။လူစင်စစ်တောင်မရိုက်မနှက်ပဲစုံမလို့ရရင်နီးလန့်တွေရှိတာပဲ။သူတို့လိုဆရာတွေမှာလဲစေတလုံးနှုတ်တပေါက်အမိတ်တခွန်းနဲ့စစ်လို့ရတာတွေရှိတယ်ဆိုတာသူမသိလေဘူးလားအကြီးရဲ့။ရှင်ညိုရဲ့စကားကြောင့်ဆရာညိုမျက်နှာပြတ်ကျသွားတယ်။ဖွားရှင်ကတော့ရဲရဲလေးပြုံးနေခဲရှာတယ်။ညီငါအကြောင်းသိစီရမယ်။ဆရာညိုကဒေါသထွက်ဟန်ဖြင့်ရှင်ညိုစီလာဖို့ပြင်လျော့မောင်တိုးနဲ့မောင်ကရှင်ညိုအရှိန်တိုင်းရက်ကြတယ်။ဘိုးကြီးကလည်းဒီမှာမောင်ညိုငါတူမောင်ရံပြုတ်ဖို့တော့မစင်စားနဲ့ကွ။ဘိုးကြီးဘာကောင်းလဲဆိုတာမင်းသိပါရဲ့နော်လို့ဆရာညို့တတိပေးလိုက်တယ်။ဟေ့မင်းတူမဆိုတဲ့ကောင်မသူ့နေရာမှာသူ့မနေရကိုကွ။ဒီရွာလူတွေငါ့အပေါ်မှာလေးစားသလား။မင်းတူမငါ့ကိုစော်ကားနေရမင်းလည်းမြင်နေမဟုတ်ဘူးလားဘိုးကြီး။ကိုကြီးတို့ဘေးကိုဖယ်ပါ။ကျုပ်သူ့ကိုစော်ကားသလား။သူ့ပဲလိန်နေသလားဆိုတာကျုပ်အဖြေရှာပေးပါမယ်။ဖြစ်ပါမလားရှင်ညို။ဖြစ်တယ်ကိုကြီးတို့ကျုပ်ကိုယုံပေးပါ။ရှင်ညိုစကားကြောင့်မောင်တိုးနဲ့မောင်လည်းခေါင်းငိတ်သဘောတူကဘေးကိုဖယ်ပေးလိုက်ကြတယ်။အကြီးဖွားရှင်ကိုထူပေးထားပါ။အကြီးအေးမီကလည်းရှင်ညိုပြောသလိုဖွားရှင်ကိုတွဲထူပေးထားရှာတယ်။ဖွားရှင်ကဘာနဲ့သမီးလဲအကြီး။ဗုဒ္ဓဘူးသမီးပဲရှင်ညို။အကြီးအေးမီအဖေကိုခေါင်းတစ်ချက်ညှိပြီးနောက်ဖွားရှင်ရဲ့ခေါင်းအထက်သူ့ရဲ့ညာဘက်လက်ကိုတင်းလိုက်တယ်။နှုတ်မှလည်းဗုဒ္ဓဘူးသမီးကိုနှောက်ယှက်ဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်အခုချက်ချင်းဝင်စည်းစီငါအမိတ်ပေးနေအခုချက်ချင်းလာခဲ့စမ်းဟဲ့ရှင်ညိုရဲ့အမိတ်ပေးတန်ကြောင့်အကြီးအေးမိပင်ကြက်သီးများထသွားခဲ့တယ်ဆရာညွန့်ကတော့ရှင်ညိုလှုပ်သမျှကိုမျက်တာမခတ်ပဲကြည့်နေခဲ့တယ်ထိုခိုက်မှာပင်ဖွားရှင်ရဲ့ခန္ဓာကိုယ်ကတုန်ခါလာတယ်ဝင်လာပြီလားပြောစမ်းနေရဘသူလဲဘာကြောင့်ဒီဗုဒ္ဓဘူးသမီးကိုနှောက်ယှက်ဖို့ကြိုးစားနေရလဲရှင်ညိုကမေရောအန်ကြီးကိုတင်းတင်းစေ့ပြီးပြန်၍မပြောပေးမဖြစ်ဘူးပေါ့ဟုတ်သလားငါရဲ့အမေကိုမနာခံရင်ဘလို့ဖြစ်လာမလဲဆိုတာနင်သိလောက်ပါရဲ့နော်ရှင်ညို့မောင်း၍ပင်မကြည့်ရဲအသားများတဆက်ဆက်တုံနေခဲ့တယ်ကောင်းပြီနင့်ကိုရွေးချယ်ခိုင်းပြီးဒီတကငါအလှည့်ပေါ့ရှင်ညိုကဂါရာများစတင်ရွတ်ဆိုတော့တယ်ဖွားရှင်တဲ့ဝင်ပူးကတ်ထားသူကစတင်ကအော်ဟစ်လာခဲ့တယ်ကြမ်းကင်းပေါ်မှာနှိမ့်ပိတ်နေအောင်နာကျင်ခံစားရင်အမလီကိုညွန့်ရဲ့
တော်ကြည့်ရသလားကျုပ်ကမတနာတော့ဘူးလားကိုညွတ်ရဲ့တားပါအောင်တားပေးပါအောင်တော်လို့အော်ဟစ်လေရာအားလုံးရဲ့အကြည့်များကဆရာညွတ်ထံရောက်လာတော့တယ်ဆရာညွတ်ခမလေးခြေမကိုင်းမိလက်မကိုင်းမိဟန်ဖြင့်ပြာရာခတ်လုံနေခဲ့တယ်နောက်ဆုံးတော့ရှင်ညိုးရှိမှဒူးထောက်ကကျုပ်တောင်းမှန်မိုက်ကလေးမကြီးဆက်မလုပ်ပါနဲ့ရောနော်ကျုံမိမအသက်ကိုတော့ချမ်းသာပေးပါကျုပ်ဘက်ကအသက်ချမ်းသာပြီးခင်ရှင်တို့ဘက်ကကျုပ်ကိုဘာပြန်လုပ်ပေးမှလဲကလေးမကျေနပ်တဲ့အထိတောင်းမှန်ပါမယ်ကွယ်ကျုပ်တောင်းမှန်ပါမယ်ရှင်တို့ရဲ့လောက်ရက်တွေကိုသာအားလုံးသိအောင်ပြောပြလိုက်ပါရှင်တို့ကြောင့်ဒီရွာလူတွေဘလောက်တောင်ဒုက္ခရောက်ခဲ့ကြမလဲဆိုတာကိုချင်းစာကြည့်တင်တယ်ကျုပ်အားလုံးတောင်းမှန်ပါမယ်ကျုပ်ဘက်ကတောင်းမှန်ပါမို့ကလေးမဘက်ကလည်းခွင့်လို့ပေးပါကောင်းပြီကိုဝေဒနာကိုပြန်ယူပြီးထွက်သွားပြီရောရှင်ညိုကဖွားရှင်ရဲ့ခေါင်းအထက်ကိုလက်နဲ့တက်ချလိုက်တော့ဖွားရှင်ကအကြီးအေးမိခြင်းခွေထဲ၌ခွေခွေလေးလဲကျသွား၏ဆရာညွန့်ကိုအားလုံးကရွှရှာသလိုအကြည့်များဖြင့်ဝိုင်းကြည့်နေခဲ့ကြတယ်မောင်ညွန့်မင်းနဲ့မေးမိမအတော်ရုံမာတာပဲကွလီများနှစ်ယောက်ပေါင်းပြီးတို့ရွာကိုလိန်စားနေရမင်းတို့လူလိန်တွေပဲကွတောင်းမှန်ပါရဲ့ကွာငါတောင်းမှန်ပါလေနောက်ရမှာမင်းတို့ကျင်းတဲ့အထိတောင်းမှန်ပါမယ်အခုတော့ငါမိမကိုတွားကြည့်ပြစေကွာဆရာညွန့်ကနေရာမှပြေးထွက်သွားတယ်အားလုံးကလည်းဆရာညွန့်တို့လင်းမြိုက်လောက်ရများကိုတီးသွားခဲ့ကြပြီးဒေါသများထွက်နေခဲ့ကြတယ်အကြီးဖွားရှင်အနားယူပါစေရောအတော်လဲပြင်းပန်းသွားပုံရတယ်အေးပါရှင်ညိုရဲ့အကြီးတော့စိတ်မကောင်းလိုက်တာငါကြီးတော့တနာပါတယ်ရှင်ညိုရဲ့အကြီးအေးမီကဖွားရှင်ကိုကြည့်ကစိတ်မကောင်းလွန်၍ငိုနေခဲ့ရှာဘိုးကြီးကလည်းတက်ပြင်းသာချနေခဲ့တယ်မိုးချုံနေပြီမို့ရှင်ညိုလည်းအကြီးအေးမီပြင်ပြီးထားတဲ့အခန်းမှာဝင်အိတ်ခဲ့သလိုမောင်တူးနဲ့မောင်အောင်ကလည်းအောက်တက်ရှိကလေး၌အိတ်ခဲ့ကြတယ်နောက်တနေ့နက်နက်ရောက်တော့ရှင်ညိုအစောကြီးဘာတွေလုပ်နေရလဲဖွားရှင်အတွက်စီးရွက်ကြိုနေရပါအကြီးရှင်ညိုကစီးကြိုပေးနေရဲ့ဟုတ်လားအကြီးနားကြမသလားရှင်ညိုနားကြမမပါအကြီးရဲ့ဒီစီးကဖွားရှင်အတွက်ပဲတူမလေးကချစ်ဖို့ကောင်းလိုက်တာအကြီးအေးမီကရှင်ညိုကိုပြဖက်လိုက်တယ်အတော်လေးလဲဝမ်းသာပျော်ရွှင်သွားပုံရတယ်အေးမီဟေးအေးမီအကိုကြီးကျုံမီးဖို့ထဲမှာငါဝင်လာပြီဟေးဘိုးကြီးကမီးဖို့ထဲဝင်လာတယ်ဟိုကောင်မောင်ညွန့်တို့လင်များထွက်ပြေးသွားကြပြီတဲ့ဟာဟေးထွက်ပြေးသွားကြတယ်ဟုတ်လားအေးဟာတို့ရွာဒင်းတို့လိန်စားလာတာအတော်ကြာပြီလေဒီရောတရွာလုံးကသူတို့လက်စားချေမှတည်လို့ထွက်ပြေးသွားနေမှာပေါ့မနဲ့အစောကြီးပဲတကြီးကသူတို့သွားခေါ်ခိုင်းတာတဲ့အိမ်မှာလည်းဘယ်သူမှမရှိတော့ဘူးတဲ့ဟာအေးမော်ဒင်းတို့ကတကြီးပေးတဲ့အပြစ်ထက်ရွာလူတွေပေးမဲ့အပြစ်ကိုပိုကြောက်ကြမှာပေါ့တော့အဲ့ဒါရှင်ညိုလေးကျေးဇူးကြောင့်တော့မဟုတ်ရင်ဒီလူရုပ်မှလင်မရအောင်ကျုပ်တို့ကစိတ်ယုံနေကြအောင်ပါကဲအကြီးစေးလဲရပြီအကြီးကြီးတော့သွားတိုက်ချေတော့ရှင်ညိုကိုယ်တိုင်ပဲတိုက်လိုက်ပါလားရှင်ညိုရဲ့အကြီးအေးမိစကားရှင်ညိုကကောင်းခါတယ်။အော်ဒါနဲ့တူမလေးမောင်ညွန့်နဲ့သူ့မိန်းမလူလိန်တွေလားဒါမှမဟုတ်ပညာသည်တွေများလားတမျိုးတော့မထင်ပါနဲ့လေးလေးကိုရွာရဲလူတွေကမေးလာခဲ့လေးလေးပြောပြနိုင်ဖို့မေးရတာပါလေးလေးတို့ခေါ်နေတဲ့ဆရာညွန့်ဆိုတဲ့သူထက်သူ့မိန်းမပညာပိုရှိတယ်လေးလေးရဲ့သူ့မိန်းမဆုံးမပြောရရင်လင်းရမတူတော့မရဆုံးမပေါ့လေးလေးရဲ့မရပြုစားထားတဲ့ဟာလင်းရပြန်ကုတဲ့သဘောပေါ့အခုဖွားရှင်ကိုလည်းသူ့မရပြုစားဖို့ကြံနေရမရပြုစားထားလင်းရပြအောင်ကုပေးလူတွေစီကငွေညာယူနေတဲ့သူတွေပေါ့အေးကွယ်မောင်ညွန့်နဲ့သူ့မရမိကြံတို့သွားလီရမှာခလုတ်ထိပါစီဘေးရန်တင့်ပါစီကွယ်ရိုးသားတဲ့သူတွေအပေါ်မှာမှလိန်ရက်လိုက်ကြတာဒါဆိုကျုပ်လည်းခြံထဲခဏဆင်းလာအောင်မယ်နော်မီးပိုထဲမှာရှင်ညိုထွက်သွားတော့အကြီးအေးမီနဲ့ဘိုးကြီးတို့ကတက်ပြင်းပြိုင်တူချလိုက်ကြတယ်ရှင်ညိုဒါလေးအကျန်းရည်တော့ဒါကလေးလေးယူလာပြီးရဲ့ငှက်ကြောတော်ပါပြီကျုပ်မစားတတ်ပါကိုကြီးတိုးတို့ပဲစားကြဒါနဲ့ဖွားရှင်ချင်းနေရအောင်ဘယ်လိုရှိလဲရှင်ညိုကျုပ်ထင်တော့ဆွဲထားလို့ရနိုင်ပါသေးရဲ့ဒါပေမဲ့သူ့စိတ်ကရှိအောင်မှာပါသူ့စိတ်ကဘာရှိရမှာလဲဟာအော်ကိုကြီးအောင်ရဲ့အသက်ရှင်ခြင်းစိတ်ကိုပြောတာပေါ့တော့အေးအဲ့ဒါလေဟုတ်တာပဲနော်ဒါပေမဲ့နေလိုက်လာတည်ရောဖွားရှင်ဝမ်းသာနေလောက်တယ်ကြည့်နေပါဟာဖွားရှင်ကျမ်းမာလာမှာပါနှော့ကိုကြီးအောင်မောင်တို့ပြောတာဟုတ်တယ်မင်းညတော့အကြီးအေးမိအတန်ကြောင့်နင့်ကိုလှမ်းကြည့်လိုက်တာငါတွေးလိုက်ရသည်မပြောတတ်ပါကိုကြီးအောင်ရဲ့မပြောတန်မပြောနဲ့ရှင်ညိုငါတို့ကတော့လေးလေးနဲ့လဲလဲလိုက်ကူလာအောင်မယ်အိမ်မာနေရတာပြင်းနေဟာနေရတော့အကြီးအိမ်မိနဲ့နေခဲ့ပေါ့ဟာတကယ်ကြီးလားအင်ကြီးမြန်အောင်လိုက်လာလဲရောစင်းမို့ပေါ့ဟုတ်လားကိုကြီးတို့အမေအဲ့လေရီယာတွေကနေဟာရီနဲ့တထေးမရဲ့
ကိုနမလေးတွေမို့ကူတာပါနော်တခြားသူဟာဆိုကူပါမလားဟာနှော့ကိုကြီးအောင်ဟုတ်ပါဗျာဟုတ်ပါဟောလေးလေးထွက်လာပြီကဲငါတို့လိုက်သွားတော့မယ်ရှင်ညိုမောင်တိုးနဲ့မောင်ကပစိုးကိုစီပြင်ဝေးရင်ဘိုးကြီးနောက်ကိုလိုက်သွားကြတော့တယ်ရှင်ညိုကတော့သူတို့ကိုလှမ်းကြည့်ရင်ပြုံးနေခဲ့ရှာတယ်3ရက်မြောက်ရောက်တဲ့နေ့အထိရှင်ညိုကဖွားရှင်ရဲ့အခန်းထဲသို့တခါလေးမျှမဝင်ခဲ့ပြီဖွားရှင်တောက်ဖို့အတွက်စီးများကြိုးပေးတော်လဲအကြီးအေးမီကသာဖွားရှင်နဲ့အနီးကပ်နေပေးခဲ့ရရှာအေးမီရှင်းကြည့်တော့ငါမြေးလေးကငါအတော်စိတ်နာနေမယ်ထင်တယ်နော်ဘာလို့အဲ့လိုမေးရလဲကြီးတော့ငါလုံရက်ကိုငါသိလို့ပေါ့အေးမီရဲ့ကျုပ်ထင်တော့လေရှင်ညိုလေးကကြီးတော်မမုန်းတော့ပါဘူးစိတ်ဆိုးနေုံလေးပဲစိတ်ဆိုးနေရလို့ကျုပ်ကတော့ထင်တယ်ဘာလို့ဆိုရင်အခုပဲကြည်လေကြီးတော်တောက်ဖို့စီးရီယာအစားတေချာကြိုးရှက်ပေးနေရှာပြီးတော့ကျုပ်ဖြစ်လေရှင်ညို့ကိုကြည့်လေမာကြီးမြသွေးတတိယလေးပါပဲကြီးတော်ရဲ့ငါမီးကငါသမီးမြသွေးနဲ့တထီရရဲပဲဆိုတာညီးတွေ့ရဲ့မဟုတ်လားငါတော့သမီးကိုတတိယလိုက်တာအေးမီရဲ့မငိုပါနဲ့ကြီးတော်ရဲ့ကျမ်းမအောင်သားနေပြီးအားတင်းထားစမ်းပါတော့အခုဆိုကြီးတော်မီးမာလေးကလည်းကြီးတော်အနာမှာလာနေပြီးနေရပဲလေကြီးတော်ဘက်ကကျမ်းမအောင်စူးစမ်းတဲ့တယ်နောက်ပြီးဒီကလေးရဲ့စိတ်ထဲကတန်ရအောင်လဲကြီးတော်ပဲကုပေးနိုင်မှာအေးပါအေးငါလည်းစူးစမ်းပါမယ်အေးမီရဲ့ဖွားရှင်ခင်ဗျာလေးရှင်ညိုနဲ့မျက်နှာချင်းဆိုင်တွေ့ရမည်ကိုတုံ့လုံနေခဲ့ဖွားရှင်ကျမ်းမာလာတော့တီးတော့အကြီးနဲ့လေးလေးကိုကြုတ်ပြောစရာရှိတယ်တူမလေးကလေးလေးတို့ဘာများပြောမလို့လဲဖွားရှင်လည်းကျမ်းမာနေပြီဆိုတာကြုံသိပါတယ်ကျုပ်တို့လည်းဒီမှာရောက်နေတာတပတ်လောက်ရှိပြီဆိုတော့ပြန်သိနေပြီလို့ထင်တယ်လေတူမလေးကပြန်တော့မယ်ဟုတ်လားရှင်ညိုရဲ့မပြန်ပါနဲ့အောင်အေးဆက်နေလို့ရရင်ဆက်နေပါအောင်လားဒီမှာဆက်နေရမယ့်အကြောင်းမရှိတော့ဘူးလေအကြီးရဲ့ပြီးတော့ကိုကြီးတို့ရဲ့အိမ်နာဘက်တွေကလည်းမျောနေလောက်ရုံပဲကျုပ်ကိစ္စကြောင့်သာသူတို့ကလိုက်လာကြတာကျုပ်သူတို့လည်းအားနာတဲ့အကြီးတော့ဘလို့တားရမလဲမသိတော့ဘူးရှင်ညိုအကြီးကတော့မပြန်စီခြင်းသေးဘူးအေးဟုတ်တယ်တူမလေးလေးလေးမောင်တို့ပြန်ချင်းပြန်ပို့ပေးလိုက်ပါမယ်တူမလေးကတော့နေခဲ့ပါအောင်လားလေးလေးကလေးကိုလေးလေးတီမဲထင်လို့ကျုပ်ကလိုက်လာခဲ့တာပါကျုပ်တောင်ထုံးရွာပြန်ပြရစီအောင်လေးလေးရှင်ညို့စကားကြောင့်ဘိုးကြီးလည်းတက်ပြင်းချတယ်အေးလေတူမလေးသဘောပါပဲလေးလေးဘက်ကဂရိတီမှာပါကွယ်ဒီလိုနဲ့ဖွားရှင်ကိုရှင်ညိုတို့ပြန်တော့မယ့်အကြောင်းအကြီးအေးမီကပြောပြရှာတယ်ဖွားရှင်ကလည်းရှင်ညိုတို့ပြန်တော့မှကြတော့စိတ်မကောင်းဖြစ်နေခဲ့တယ်မနှက်ပြန်မနှက်ဆိုမြေးဖြစ်သူရှင်ညိုပြန်တော့မည်ဆိုတဲ့အတွေ့ကဖွားရှင်ကိုအိပ်ပျော်ဖို့ခက်စေတယ်အိမ်မရတဲ့အစုံမြေးဖြစ်သူအခန်းရှိရာကိုဖွားရှင်တရွေ့ရွေ့ရှောက်လာခဲ့လိုက်တယ်ခန်းကြီးလိုက်ကစားဖယ်ရှားရင်အခန်းထဲကိုဝင်လာခဲ့တော့ဂဒင်အထက်မှာအိမ်မောကျနေတဲ့ရှင်ညိုတွေ့လိုက်ရတယ်မြေးဖြစ်သူရှင်ညိုကြည့်ရင်ဂဒင်နှစ်ဘေးမှာထိုင်ချလိုက်တယ်မြေးဖြစ်သူရဲ့မျက်နှာကိုပင်ထိဖို့မရဖြစ်နေကဖွားရှင်မှာတသိမ့်သိမ့်ရှိုက်ကငုံနေခဲ့ရှာတယ်ဖွားရှင်ဟင်မြေးလေးနိုးသွားလားရှင်ညိုကမျက်လုံးပွင့်လာကဖွားရှင်ကိုစိုက်ကြည့်နေခဲ့တယ်ဖွားရှင်ကသူ့အားစိုက်ကြည့်နေတဲ့ရှင်ညိုရဲ့အကြည့်များနေရခက်လာ၍အခန်းပြင်ကိုထွက်ဖို့အထမှာရှင်ညိုကဖွားရှင်ရဲ့လက်ကိုဆွဲထားလိုက်ပြီးဖွားရှင်ကျုပ်ခွတ်လွတ်ပါတယ်မြေးဘာပြောလိုက်တယ်ကျုပ်ဖွားရှင်ကိုခွတ်လွတ်ပါတယ်ဖြစ်ခဲ့သမျှအရာရာကျုပ်ဘက်ကခွတ်လွတ်ပါတယ်ဖွားရှင်မြေးရဲ့ဟော်ရီယာမိရှင်အမိုက်မာကျိုးဘလို့တောင်နားလဲပြီးနိုင်ရလဲဒီအမိုက်မာကြီးဒီထက်တောင်ခန်းစားတင်ပါတယ်ကွယ်ဖွားရှင်လည်းလုံလောက်နာကျင်ခဲ့ပြီးပဲဒီချက်ပို့ပြီးမနာကျင်ပါနဲ့ရောဖွားရှင်ကျုပ်မှလည်းဖွားရှင်ပဲရှိတော့တယ်လို့ဖွားရှင်မှလည်းကျုပ်ပဲရှိတော့တာမဟုတ်ဘူးလားဖွားမြေးလေးရဲ့ဖွားတောင်းပန်ပါတယ်ကွယ်ဖွားရှင်ကမြေးဖြစ်သူပွေ့ဖက်ထားဆိုင်ရှင်ညိုကတော့မျက်ရည်များဖြင့်ဖွားရှင်ကိုပြန်လဲပွေ့ဖက်ထားဆိုင်ထိုနေ့တညလုံးမြေးဖွားနှစ်ယောက်တောင်းပန်လိုက်ငိုလိုက်ဖြင့်စိတ်ထဲရှိသမျှနာကျင်မှုအကုန်ကိုချေမွဖြက်စီးပြီးစိတ်ထဲမှအလုံးစုံဖယ်ရှားလိုက်ကြတော့တယ်မိုးလေးလာတော့တောင်ထွန်းရွာပြန်ဖို့ပြင်ဆင်နေကြတဲ့မောင်တိုးနဲ့မောင်စီကိုရှင်ညိုရောက်လာခဲ့တယ်ရှင်ညိုတယောက်တည်းတည်းမဟုတ်ပဲရှင်ညိုကဖွားရှင်ရဲ့လက်မောင်းကိုတွဲပြီးရောက်လာခဲ့ခြင်းဖြစ်တာမို့မောင်တိုးတို့တင်မကအကြီးအေးမီတို့ကပါအံ့ဩကုန်ကြတယ်ရှင်ညိုဒါဘလို့ဖြစ်တာလဲဟာကိုကြီးတို့နဲ့ကိုကြီးအောင်ကျုပ်ဖွားရှင်ပေါ်မှာစိတ်မဆိုးတော့ပါဘူးဖွားရှင်နဲ့ကျုပ်ကအဆင်ပြေသွားပါပြီအဲ့ဒါကြောင့်ကျုပ်ဒီရွာမှာပဲတစ်ပတ်လောက်ဆက်နေလိုက်ပါအောင်မေကိုကြီးတို့တော့လေးလေးလိုက်ပို့လိုက်မယ်ကိုကြီးတို့ရွာပြန်ရောက်ရင်လေအကြီးနဲ့ဖွားတို့ကျုပ်အဆင်ပြေတဲ့အကြောင်းနဲ့တစ်ပတ်လောက်ကြာရင်ပြန်လာခဲ့မယ်ဆိုတာပြောပြပါအောင်
ညီမလေးကတော့ကျုပ်ကိုစိတ်ဆိုးနေမှကျုပ်သိပါတယ်။အဲ့ဒါကြောင့်ပြန်လာမှပဲချော့မယ်လို့ပြောပြပါနော်။အေးပါရှင်ညိုရာငါတို့တော့နေကိုအခုလိုမြင်ရတာဝမ်းသာတယ်ဟာ။ဟုတ်တယ်ဖွားတို့သိရင်လည်းဝမ်းသာကြမှာ။စိတ်ချနေမာလိုက်တာအကော်လုံးဖွားတို့ကိုပြောပြပါမယ်ဟာ။မောင်တိုးနဲ့မောင်ကရှင်ညိုနဲ့ဖွားရှင်ကိုကြည့်ပြီးဝမ်းသာနေကြတယ်။ဘိုးကြီးတို့မောင်နှမခမဝမ်းသာလွန်းလို့မျက်ရည်များပင်ဝဲနေကြတယ်။ထိုနေ့ကမောင်တိုးနဲ့မောင်ကိုဘိုးကြီးကတောင်ထွန်းရွာသို့ပြန်လိုက်ပို့ပေးခဲ့တယ်။ရှင်ညိုကတော့အဖွားဖြစ်သူဖွားရှင်ကိုဂရုစိုက်ရင်အင်ကြီးမြိုင်ရွာ၌ကြံရစ်ခဲ့တယ်။ထို့သောဖြင့်ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါ၏။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရှင်မင်း Official Channel ကနေပြန်လည်ကြိုဆိုလိုက်ပါ၏။ကျမတို့ရဲ့ channel ကနေစိတ်ဝင်စားစရာပရလောကဇလံကောင်းလေးများစွာကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့် channel လေးကို like and subscribe လုပ်ထားပြီးတော့ဇလံသစ်တွေတင်တိုင်းမှာသိရှိနိုင်အောင်လေးဘေးနား notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။ဒီကနေ့ကျွန်မတင်ဆက်ပေးသွားမယ့်ဇလံလေးကတော့စာရေးသူရှင်မင်းကန့်ဘလူရေးသားထားတဲ့ဖွားမယ်စိန်နဲ့ထိန်ပင်ဆောက်ဖိုးနီဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ရှင်။အကြီးကျုပ်တို့လာရင်နော်ဟဲစောင်းသစင်နဲ့ခင်များချစ်တို့ပါလားလာငါတူမတို့လာထိုင်ကြအောင်စောင်းသစင်နဲ့ခင်များချစ်တို့လက်ချင်းချိတ်ပြီးရောက်လာခဲ့ကြတယ်အကြီးရှင်ညိုရောပြန်မလာသေးဘူးလားတော့အမလီညီတို့ညီမပြန်လာမဲ့ပုံမရသေးပါဘူးအေးသူ့အဖွားတော်ရှင်ကကျမ်းမာလာပေမဲ့သူ့ညီကိုမပြန်ခိုင်းသေးဘူးတဲ့အေးရှင်ညိုလေးလည်းအခုမှပဲသူ့ဘဝလေးပြည့်စုံသွားတယ်လို့ခံစားမိရဲ့အကြီးရဲ့ခင်များချစ်စကားကြောင့်နဘေးမှာထိုင်နေတဲ့နန်းကြံရဲ့မျက်နှာကတိတိတသားပြန့်ရင်းသွားတယ်။တော်ဝင်ကခင်များချစ်ကိုမင်းငေါ်ပြလိုက်တယ်မှမိမိစကားမှားသွားသည်ကိုသတိထားမိလိုက်လေရဲ့။ဟိုလေးအကြီးကဲခင်များချစ်ညီးစီတနာအကြီးသိပါတယ်အေးညီလည်းရှင်ညို့ချစ်တယ်လို့ကျုပ်တို့တွေကလည်းရှင်ညို့ချစ်ပါတယ်အေးဒါပေမဲ့ညီညီမရှင်ညိုကတော့သူ့ညီမလေးနန်းကြံပိုပြီးချစ်ချတာအခုလေသူ့ညီမစိတ်ဆိုးနေမှာဆိုလို့သူပြန်လာမယ့်အကြောင်းအသေးချာကိုမှားလိုက်ရှာပါတယ်အေးသူလည်းချက်ချင်းပြန်လာဖို့ခက်နေလို့ပါအေးဟုတ်တယ်နော်အကြီးကျုပ်တွေးမိတလောက်ကတော့ရှင်ညိုကနန်းကြံလေးအတော်ချစ်ချတာသူညီမမျက်စိအောက်ကကိုအပြောက်မခံနိုင်ဘူးထင်တယ်ဟုတ်ပါသူညီမအတွက်ဆိုအသက်တောင်ပေးဝင်းနေသူပါအေးကဲညီတို့ထိုင်နေကြအောင်အကြီးလက်ဖက်လေးသွားတုပ်ပေးမယ်လက်ဖက်တုပ်ဆိုရင်ပစုံကြောက်လေးမများထက်ခဲ့နော်အကြီးခင်များချစ်ညီလည်းမောင်တိုးနဲ့အနေကြလာလို့ထင်တယ်အကောင်းကြီးပဲစားကျင်နေတော့တာပဲအေးတူဆိုလင်မယားလေးအကြီးရဲ့ဒီလောက်တော့တူရမှာပေါ့အေးခဏစောင့်အကြီးသွားတုပ်ခဲ့မယ်တောင်ဝင်းကမီးဖို့တွေဝင်သွားတော့ခင်များချစ်ရဲ့စောင်းသစင်ရဲ့နဲ့အတူနန်းကြိုင်လေးကထိုင်နေခဲ့တယ်နန်းကြိုင်လေးဒီနေ့ပေတိုးတို့နဲ့သွားမကစားဘူးလားကျုပ်ကစားကျင်စိတ်လည်းမရှိပါဘူးမာကြီးသစင်ရဲ့ကျုပ်ပြင်မမကိုပဲလွမ်းနေရအော်ညီမလေးရဲ့ရှင်ညို့ကပြန်လာမှာပါခါတိုင်းလေလာနေရှိပြောင်ခီးသွားနေကြမဟုတ်ဘူးလားညီမလေးရဲ့မာကြီးခင်ပြောရလဲဟုတ်ပါတယ်ဒါပေမဲ့အခုတစ်ခေါက်ကခီးထွက်တာမဟုတ်ဘူးလေအခုကမမသူ့ရဲ့အဖားရင်းစီကိုပြန်လာဟိုမှာလဲမမရဲ့ဦးလေးတွေအတော်တွေဆွေမျိုးတွေကရှိနေရဲ့ပြီးတော့လေးလေးဘိုးကြီးရဲ့သားသမီးတွေကလည်းရှိနေရောမမသူတို့နဲ့ပဲပျော်နေရောမှာမာကြီးခင်ရဲ့နန်းကြံရပျော်ရင်နဲ့မျက်ရည်များဝဲလာတော့စောင်းသစင်နဲ့ခင်များချစ်တို့မှာနန်းကြံအတွက်စိတ်မကောင်းဖြစ်သွားကြတယ်ဒါဆိုဒီလိုလုပ်ပါလားညီကိုတွေသွားခေါ်ခိုင်းလိုက်မယ်လေဘဲနဲ့လဲညီမလေးခင်များချစ်စကားကြောင့်နန်းကြံရဲ့မျက်လုံးများအယောင်တောက်သွားတော့လေချစ်ချင်းပြန်၍ညှိုးငယ်သွားခဲ့တယ်မဖြစ်တော့ပါမာကြီးခင်ရဲ့မမတပတ်ထက်နေပြီးပြန်လာမယ်လို့တော့မှားလိုက်ပါတယ်တော်နေတူမတလို့မဖြစ်မမစိတ်ဆိုးနေမှကျုပ်နေရခက်နေပါမယ်အေးလေဒါလည်းဟုတ်တာပဲကဲပါနန်းကြံရဲ့ညီမလည်းညီကိုလွမ်းနေမှသိချပါတယ်ဘာမှမတွေးနဲ့ကစားစရာရှိရသွားကစားစားစရာရှိရလဲစားစမ်းပါအေးတော်နေညီခုလိုနေအောင်သိညီမစိတ်ဆင်းရဲနေမှာနော်ဒါလည်းဟုတ်တာပဲနော်မမစိတ်ဆင်းရဲမှာတော့ကြုံမလုပ်ချင်ပါဘူးကဲဒါဖြစ်ရင်လေညီတငယ်ချင်းပေါက်စားမှာတော့ပေတိုးတို့ကမကြီးပင်အောင်မှာစောင့်နေကြရောမယ်အေးသူတို့နဲ့အတူကစားချေလေဒေါ်ဝင်းကမီးပိုထဲမှာလက်ဖက်ပကံလေးကင်ကပြန်ထွက်လာတယ်အမေကျုပ်သွားကစားအောင်မယ်ဟဲချစ်ချင်းညီပါလားဒီမှာလက်ဖက်တုံလေးရောစားတော့အောင်လေသမီးရဲ့တော်ပြီမစားတော့ကျုပ်စားမဲ့ပစွန်ကွေးကြိုမာကြီးကံကိုပို့ကျွေးလိုက်တော့လို့ပြောကနန်းကြံရချောင်းဝိုင်းထဲမှာပြေးထွက်သွားတော့တယ်ခင်ဗျာချစ်တဏီကုံမှိုင်နဲ့ကလေးမောင်ညီဘလို့များတရားချလိုက်တာလဲအေးဒီလိုပါပဲကြီးရဲ့ချော့မော့ပြောရတာပေါ့
အေးငါလေးချော့ပါတယ်ညီတို့ညီမကအလွမ်းပုံနေရအေးဖြစ်တတ်ပါအကြီးရဲ့သူ့မှာဒီမောက်ပဲခင်တွယ်နေရတာကိုအဲ့ဒါတော့ဟုတ်တယ်အေးကဲလက်ဖက်လေးစားကြပါအောင်အေးညီပြောထားသလိုပဇွန်ကြကွေးကြီးတွေလည်းအများကြီးထဲတုပ်ထားပါတယ်အေးစားမှာပေါ့အကြီးရဲ့ကျုပ်ကအကြီးတုပ်ကြွရဆိုတိတ်ကိုကြိုက်တာတော့ခင်များချစ်တော့အဲ့လိုအပြောတွေနဲ့ပဲညာစားနေရပါအေးစောင်းတစင်လည်းဒင်းနဲ့မပေါင်းနဲ့နော်ဒင်းရဲ့အကျင့်တွေညီးစီကိုကူးကုန်မဲအေးခင်များချစ်ကတော့လက်ဖက်တုပ်ကိုအာဘာတရားစားနေသည်မို့ဒေါ်ဝင်းရဲ့စကားကိုခွန့်တော့မပြန်နိုင်ပြီစောင်းတစင်ကတော့ပြုံး၍သာကြည့်နေခဲ့တယ်စောင်းတစင်နဲ့ခင်များချစ်တို့လည်းလက်ဖက်လေးကုံစကားလေးကုံလီမှအိမ်တို့ပြန်သွားခဲ့ကြတယ်။ဖွားမေစင်ရလည်းကြွားလေးရှိအကြီးလာကြီးအိမ်၌သွားရောက်စကားစမြည်ပြောနေရတော့အိမ်၌မရှိပြီ။ဟေးမိဝင်ဘာကြီးလုပ်နေရလဲအေး။ဟုတ်တော့အကြီးလိုက်လာပဲ။အေးညီအမေနဲ့သူ့အိမ်လဲကို့အိမ်လဲပေါ့အေး။ထိုင်မောင်းကြီးရဲ့ကျုပ်လက်ဖက်လေးတုပ်လိုက်အောင်မယ်။မတုပ်ပါနဲ့အေးလက်ဖက်အသားလေးပဲချပေးစမ်းပါ။ဟုတ်ပြီအကြီးထိုင်အောင်နော်။ဒါနဲ့ဟိုမင်းကလေးများဘယ်သွားကြလဲ။လှအေးညီလေတင်မိနေတက်ပြီကိုညီတူမရှင်ညိုကသူ့အဖွားရွာခဏသွားတယ်လို့ငါပြောထားတယ်လေငါမြေးရတော့ထုံးစံတိုင်းသွားစော့နေတော့ပြီအေးဟုတ်ပါတော့ကျုပ်လည်းမိနေတက်ပြီအမရဲ့ဖွားမေချင်းနဲ့အကြီးလာအေးတို့ကိုကြည့်ပြီးဒေါ်ဝင်းပြုံးမိရဲ့ငယ်ရွယ်စဉ်အချိန်ကမတိတ်အတူနေကြတဲ့သမီးရောက်မနှစ်ယောက်အခုတော့သားသမီးအကြောင်းမြေးများအကြောင်းရှင်ဖွင့်ပေါ်စကားပြောပေါ်များဖြစ်လို့နေကြတယ်အင်ဂျင်မြိုင်ရွာကိုရှောက်နေတဲ့ရှင်ညိုကတော့အကြီးအင်းမီနဲ့ထမင်းဟင်းများဝိုင်းကူကချက်ပေးရင်အကြီးအင်းမီရဲ့စကားပြောပေါ်ဖြစ်နေခဲ့တယ်။ညီးဖွားတော်ရှင်ရလေတိတ်ကိုမာနာကြီးသလိုဒေါသလည်းကြီးကြပ်ပါအေး။သူ့ကြီးတစ်ချက်နဲ့တည်းငါတို့မှတုံနေအောင်ကြောက်ရတာအေး။ဒုမိဘတွေဆိုရင်ပိုဆိုးပေါ်ရှင်ညိုရဲ့။အကြီးပြောတာလည်းဟုတ်လောက်မယ်။နောက်ပြီးဖွားရှင်ကငငယ်ကအတော်ချောမဲ့ပုံတော့အကြီး။အမလီချောတာပေါ့အေးညီးတိုင်းပဲအေး။ဘာဆိုင်လို့လဲအကြီးရဲ့။ဘာလို့မဆိုင်ရမှာလဲအေး။ညီးရဲ့အမေမာကြီးမြသွေးနဲ့တိတ်တူတာမာကြီးမြသွေးကလည်းသူ့အမေတော်ရှိန်ငယ်ရုံနဲ့တူတယ်လို့ပြောကြတယ်အေးဒီတော့ညီးတိုင်းပဲပေါ့ရှင်ညိုရဲ့အကြီးအိမ်မရတော့အပိုတွေပြောပြန်ပြီဖွားရှင်လို့တော့ကျုပ်ကမချောပါဘူးဖွားရှင်ကပရင်နေတွေတို့နေပြီမဲ့အခုထိကိုချုံမောလှပနေတော့မယ်အကြီးအိမ်ရဲ့ညီးကတော့အေးကိုယ့်ဘက်ကိုရက်တဲ့လိပ်ပါပဲရှင်ညိုရဲ့ဒီကနေ့ဖြစ်ညီးဖွားအမွှန်းတင်လို့ပြီးပါအောင်မလားအေးအကြီးအိမ်စကားကြောင့်ရှင်ညိုပြုံးပြီးရဲ့ရှင်ညိုဟောအဲ့ဒါကျွဲမတန်မယ်ညီးကြိုလာပြန်ပြီထင်တယ်အေးတွားလာအောင်ညီးကိုမတွေ့မချင်းအော့ခေါ်နေမှာအကြီးအိမ်စကားကြောင့်ရှင်ညိုလည်းမိဖို့ထဲမှာထွက်လာခဲ့တယ်မိဖို့လေကားအတိုင်းဆင်းလာခဲ့ပြီးနောက်အိမ်ရောက်ထက်ကိုရောက်လာခဲ့တယ်ဖွားရှင်ရဲ့အိမ်ကလေကားနှစ်ခုရှိတယ်လေကားတစ်ခုကအိမ်မကြီးစီကိုတက်တဲ့လေကားဖြစ်ပြီးကြံလေကားမှာကမိဖို့ဆောင်မှာတက်တဲ့လေကားပင်ဖြစ်လေရဲ့ရွာခေါ်ရမိဖို့ဆောင်လေကားကိုနောက်ဖေးလေကားလို့လဲခေါ်ကြလေရဲ့ရှင်ညိုအောက်ထက်ကိုဆင်းလာတော့ကျွဲမချမ်းဝိုင်းတဲရှိအပင်ရိပ်တွင်ချထားတဲ့ခုံတန်းရှည်တွေဖွားရှင်နဲ့အတူထိုင်နေခဲ့တယ်ကျွဲမအင်ဂျင်မြန်ရွာတွေကဖြစ်တယ်စိတ်ကတိတ်ပြီးနှနှရှာသူမို့အကြီးအင်းမီကအစားတောင်များခေါ်ပေးတတ်လေရဲ့ကျွဲမတို့အိမ်ကလည်းဆင်းရဲတယ်ကျွဲမရဲ့အကိုအမများကအိမ်တော်ကိုစီခွဲသွားတော့လေကျွဲမတယောက်သားမိအိုဖအိုတို့နဲ့ကြံရိတ်ခဲ့လေရဲ့စိတ်မနှံ့တော့လေရွာရင်းရှိလူများကိုရေခတ်ပြီးထင်းခွဲပြီးရဲ့အလုပ်တွေကိုကျွဲမကကျွမ်းကျင်စွာလောက်ကင်ပေးနိုင်တယ်။တချို့ကထိုးလုံများကိုကိုယ်တိုင်လောက်ကင်နိုင်တော့လေကျွဲမတနာရီမုတ်ဖို့ပဲဖို့ပြီးကခိုင်းကြရှာတယ်။ကျွဲမလည်းလက်ထဲကိုငွေရောက်သည်ဆိုတာနဲ့အမေအိုကြီးစီကိုတွားအပ်တတ်တယ်။အဲဒီလိုစိတ်ထားလေးကြောင့်လေတရွာလုံးကကျွဲမအတွက်ဆိုစေတနာရှိကြလေ။အမအလုပ်တွေပြီးခဲ့ပြီလား။ရှင်ညိုအမေတော့ကျွဲမပြုံး၍ကောင်းနေတယ်။ကျွဲမရှင်ညိုအတော်ခင်နေခဲ့တယ်။ရှင်ညိုကိုစားတွေ့ချိန်မှစပြီးရှင်ညိုရဲ့အမိကိုတွင်ခေါ်ပြီးနေ့စဉ်လိုလာလဲတက်ချတယ်။အခုလည်းအလုပ်ပြီးချင်းရှင်ညိုစီကိုရောက်လာခဲ့ပြန်တယ်။ကျွဲမရဲ့နှစ်ဖူးနဲ့လဲပြီးနိုး၌ရွှေများရွှဲနေလို့နေခဲ့တယ်။အင်ကြီးအဖြူလေးမှလည်းအယောင်ပင်ပြောက်ကရေများဖုံဖုံများကြောင့်မဲညစ်လို့နေခဲ့တယ်။ဒါတင်မကသေးကျွဲမဝတ်ထားတဲ့ထမိန်အဝါလေးကပါးလျားလို့နေပြီးအယောင်ပင်ပြဲလူဖြစ်နေခဲ့တယ်။ကျွဲမအောင်ကြည့်ရင်ရှင်ညိုသတိတစ်ချက်ဝင်လာခဲ့တယ်။အမအဖွားနဲ့ထိုင်နေခဲ့အောင်နော်ကျုပ်သွားယူစရာရှိလို့ကျွဲမရှင်ညိုရဲ့စကားခေါင်းညိတ်ကဖွားရှင်နဲ့အတူကြံ့ရစ်ခဲ့တယ်။ဖွားရှင်ကလည်းကျွဲမအတွက်အကျန်းရည်ခွက်လေးလှမ်းပြီးရင်ပြုံးပြတော့လေကျွဲမတော့ဖွားရှင်ရဲ့မျက်နှာကိုပင်စိတ်မကြည့်ရဖြစ်နေရဲ့ကျွဲမတယောက်ဖွားရှင်ကိုကြောက်ရွံ့ပုံရတယ်
အဲဒီပေါ်ထက်အခန်းထဲမှာရှင်ညိုပြန်ထွက်လာတော့လက်ထဲ၌အဝိစားတစ်စုံပါလာခဲ့တယ်။အမဒါအမအတွက်ရှင်ညိုကကျွဲမကိုသူ့ရဲ့အဝိစားကောင်းတစ်စုံပေးလိုက်တယ်။ကျွဲမရှင်ညိုဘေးရဲ့အဝိစားများကိုကြည့်ရင်အတော်လေးပျော်ရွှင်သွားပုံရတယ်။ဖွားရှင်ကတော့မြေးဖြစ်သူရှင်ညိုရဲ့စိတ်ကိုသဘောကျစွာပြုံးပြီးအိမ်ထဲကိုဝင်သွားခဲ့တယ်။ဖွားရှင်မရှိတော့မှကျွဲမရှင်ညိုဘေးကိုကတ်ထန်ရှာတယ်။အမဒီဝိစားတွေဝတ်မယ်မဟုတ်လား။ဝတ်မှာပေါ့။တကယ်ဝတ်ရမှာနော်အမဒီဝိစားလေးတွေဝတ်ထားရင်အမနဲ့တိတ်လိုက်မှာမိုးလင်းတနက်ခါလေးလည်းလူရမယ်နော်။မိန်းကလေးဆိုတာတနက်ခါလေးနဲ့မှကြီးလို့ကောင်းတာအမရဲ့ရှင်ညိုစကားကျွဲမနားလေသည့်သဘောဖြင့်ခေါင်းညိတ်တယ်ရှင်ညိုတရေကိုမြင်ဘူးလားတရေကိုကြုံမြင်ဘူးတာပေါ့အမရဲ့တစီရရောဘလို့ပုံစံရှိလဲတစီတချို့ကလူနဲ့တူတယ်တရေကြတူလိုက်အပုံနဲ့နဲ့အမရဲ့အပုံနဲ့ဘလို့မျိုးလဲအပုံနဲ့ဆိုတာခွေးတီကောင်ပေါ်အနံ့ကိုအမသိရမဟုတ်လားအဲလိုအနံ့မျိုးပဲအမရဲ့ဒါဆိုရှင်ညိုကတရေတွေနိုင်တယ်ပေါ့နော်ဟုတ်တော့ကျုပ်ကြောင့်ဘယ်ကကြားလာပြန်တာလဲပြောစမ်းပါဘသူကပါများအမကိုပြောလိုက်ပြန်ပြီလဲဟိုလေကျုပ်အဝိလျှော်တဲ့အိမ်ကပြောတာရှင်ညိုကမကြမ်းအောင်နှင်းလွတ်လိုက်တာတဲ့အဲ့ဒါကြောင့်ရှင်ညိုကစုံးနေတရေတွေနိုင်တယ်လို့ပြောကြတယ်ကျွဲမစကားကြောင့်ရှင်ညိုပြုံးလိုက်တယ်ဟုတ်ပါရဲ့ကျုပ်ကသူတို့ပြောသလိုပဲစုံးနေတရေတွေနိုင်တယ်အမရဲ့ဟုတ်လေအဲ့ဒါဆိုကျုပ်နဲ့တင်းချိုင်းကုန်လိုက်ခဲ့ပါလားတင်းချိုင်းကုန်ကျုပ်ကဘာလိုက်လို့ရမှာလဲအမရဲ့ကျွေးမစကားကြောင့်ရှင်ညိုအံ့ဩသွားတယ်တင်းချိုင်းကုန်ကထိန်ပေးမှာဖုံးနီကြီးရှိတယ်ဖုံးနီကြီးကိုနှင်ထုတ်နိုင်ကျုပ်ကစံတအိတ်ရမှာစံတအိတ်အဲ့ဒီစံတအိတ်ကအမကိုဘသူကပေးမှာလဲကိုပေါက်တို့ကပေးမှာအမရဲ့အမကိုသူတို့ကတက်စားနောက်နေကြတာပါတင်းချိုင်းကုန်ဘက်ကိုရှောင်လို့တော့မသွားရအောင်တော့အမကျုပ်ပြောတာကြားလားအမရှင်ညို့စကားကြောင့်ကျွဲမစိတ်ညစ်သွားဟန်နဲ့ခေါင်းကုပ်လေးကျွဲမစိတ်ပုံမှန်မဟုတ်၍တာမန်လူများတွေးသလိုမတွေးတတ်ရှာပြီသူ့ကိုတရွာလုံးကကျွဲမမိကျွဲဟဲ့ကျွဲမလို့ခေါ်တတ်ကြပေမဲ့ရှင်ညိုတယောက်ကသာသူ့ကိုအမားလို့ခေါ်တာကြောင့်ရှင်ညို့ကျွဲမခင်တွယ်နေခဲ့ဆိုင်ရွာတွေကလူများပြောတဲ့စကားများကိုလည်းရှင်ညို့ပြန်ပြောတတ်လေရှင်ညို့ကျွဲမအတွက်ထမင်းနဲ့ဟင်းအကြီးထည့်ထားပြီးလာယူပြီးလိုက်အောင်လာပြီးကြီးကျုပ်လာပြီးအမခဏထိုင်နေခဲ့အောင်နော်ကျွဲမရှင်ညိုမာတာကိုခေါင်းငိမ့်လိုက်တယ်ရှင်ညိုလည်းအကြီးအေးမီရှိအားမီးဖို့စီကိုရောက်လာခဲ့တယ်အကြီးအေးမီအားဟင်းနဲ့ထင်းတို့ကိုဖက်ကလေးများဖြင့်ထုတ်ပေးထားရှာဟင်းရတထုပ်ထမရတထုပ်ဖြစ်တယ်အဲဒီမှာပဲချက်လေးရဲ့ဝတ်သားဟင်းလေးရဲ့ရောထည့်ပေးထားတယ်သူမိဘတွေလည်းစားကျင်စားရအောင်တက်လေးထည့်ပေးထားတာယူပေးလိုက်တော့နော်ရှင်ညိုဟုတ်ကဲ့အကြီးရှင်ညိုတို့များသူတစ်ပါးကိုပေးရကြရင်ပျော်နေလိုက်တာအကြီးရဲ့မရှိရသူပေးရကုညီရတာကျုပ်တော့ရင်ထဲအောင်တလိုက်လိုက်နဲ့ဝမ်းသာပီတိဖြစ်ရတယ်တော့အေးပါယူပေးလိုက်ဟုတ်ကဲ့အကြီးထမင်းထုံးနဲ့ဟင်းထုတ်ကိုယူပြီးလှီကားမှပြန်ဆင်းလာခဲ့တယ်အမဒီမှာအကြီးအမရအမစားဖို့ထမင်းထုံးနဲ့ဟင်းထုတ်ပေးလိုက်တယ်ရှင်ညိုပေးရဲ့ထမင်းထုံးနဲ့ဟင်းထုတ်ကိုကျွဲမလှမ်းယူလိုက်တယ်ဟုတ်တော့ပြန်တော့မလို့လားအမရဲ့အဖေနဲ့မိစားဖို့သွားဖို့ပေးမလို့ကဲဒါဆိုရင်လည်းပြန်မှာအမရဲ့ဒါပေမဲ့ကျုပ်မှာတော့မမေ့လိုက်နဲ့နော်တင်းချိုင်းကုန်းဘက်ကိုရောင်လို့တော့မသွားရအောင်နော်အမကျွဲမထမင်းထုံဟင်းထုံများကင်ထားရင်ရှင်ညို့ကောင်းငိမ့်ပြိုင်ပြီးနောက်ရှင်ညို့ကြောခိုင်းကခြံဝိုင်းထဲမှာထွက်သွားတော့တယ်ကျွဲမထွက်သွားတာကိုလှမ်းကြည့်ရင်ရှင်ညို့တပြင်းလေးချလိုက်တယ်ရွာ၌ကလည်းကောင်းတဲ့သူများရှိသလိုသူတို့ဘာအားနေချက်ကိုစောင့်နှောင့်ခြင်းသူများကလည်းရှိနေ၍ကျွဲမအတွက်ရှင်ညိုရင်မောမိလေရဲ့ထုံနေ့ကုံဆုံးသွားပြီး2 ရက်များကြာသည့်အထိကျွဲမတယောက်ရှင်ညို့စီကိုရောက်မလာခဲ့ပြီရှင်ညိုကျွဲမအိမ်ကိုရောက်မလာတဲ့အကြောင်းအကြီးတီးခဲ့ပြီလာအကြီးပြောပြမယ်အမဘာများဖြစ်လို့လဲအကြီးဘာများကြားခဲ့လို့လဲလာပါအကြီးပြောပြပါမယ်ရွာထဲသွားခဲ့တဲ့အကြီးအေမီကကျွဲမရဲ့အကြောင်းကိုရှင်ညို့အားပြောပြတော့တယ်ကျွဲမကိုသူ့မိဘတွေကတော့ရှာမတွေ့လို့တကြီးကိုရှာပေးဖို့အကူအညီတောင်းထားရတယ်တဲ့ကျွဲမစိတ်ဖောက်ပြီးတနေရာထွက်သွားရင်တော့ရွာလူတွေပြောကြတယ်သူတို့ပြောတာဟုတ်လို့လားအကြီးရဲ့အမကြီးရတာအရန်ကြီးစိုးဝမနေပါဘူးရွာတွေကတော့အဲ့လိုပဲပြောနေရပဲကျွဲမအကြီးတို့စီလဲလာမလာတော့တာတနေရာထွက်သွားလို့ဖြစ်မှာပေါ့
ဘယ်နေရများပျောက်သွားတာလဲလေကြီးရီးပြီးလိုက်တဲ့ထမိန်တွေအင်ကြီးတွေတာရေမိုးချိုးပြန်နဲ့တန်းဝင့်ရှာတယ်တဲ့အဲ့ဒါသူ့အမေတော်မွားအယူကိုပြောပြချတာပါအေးအဲ့ဒီတနေ့ကောင်အကောင်းပဲတဲ့မိုးလင်းလို့ရှာတော့ရွာရဲသွားရထင်းနေကြတာမိုးကျုပ်တဲ့အထိပေါ်မလာမှကျွဲမပြောက်တာတိကြတာလေဖြစ်မှဖြစ်ရလေတော့အမဘယ်ရီများထွက်သွားတယ်လဲမသိဘူးကျွဲမအတွက်ရှင်ညိုစိတ်မကောင်းဖြစ်နေမိရဲ့စိတ်မကောင်းဖြစ်တာထက်ကျွဲမစိတ်မနှံ့တဲ့သူမို့စိတ်လဲပူနေခဲ့ရတယ်နွမ်းလျက်နေရဲ့ရှင်ညိုမျက်နှာကိုဖွားရှင်ကအကဲခတ်နေခဲ့တယ်ရေးလေးရဲ့စိတ်တွေလည်းတအားကြီးပူမနေစမ်းပါနဲ့ညီအမရွာကိုပြန်လာမှာပါအေးစိတ်ဖောက်တုံရှောက်သွားနေရထင်ပါတယ်အဲ့လိုပဲဖြစ်ပါစေလို့ကျုပ်လဲဆွတောင်းပါဖွားရဲ့ဒါပေမဲ့ကျုပ်စိတ်တရားလေးလံနေရဲ့အဖွားမီးကတန်ရောစဉ်အတော်ကြီးချတာပဲဖွားရှင်ကမြေးဖြစ်သူရှင်ညို့ကိုကြည့်ရင်မှတ်ချက်ပြုတ်လိုက်လေညတို့ရောက်တော့လဲရှင်ညို့တော်တော်နဲ့အိတ်မပြောပြီအိမ်မပြောသည့်အစုံစိတ်တည်ငြိမ်စီဖို့အတွက်ဖျားခန့်၌တရားထိုင်ပတိစိတ်ချင်းကိုတဆိုင်မမတ်ပြုလုပ်နေခဲ့တယ်စိတ်တည်ငြိမ်ပြုစားအချိန်မှာရှင်ညိုရေရှင်ညိုအမတန်မိန်ကျွဲမရဲ့အတန်ကိုရှင်ညိုရင်းနှီးနေသည်မို့ချန်ပြင်းမခေါ်နေသူသည်ကျွဲမဆိုတာချက်ချင်းပင်သိလိုက်တယ်ပတိကိုချထားခဲ့ပြီးအိမ်မကြီးလေကာမှာတစိမ့်အောက်ထက်ကိုကျင်းလာခဲ့လိုက်တယ်ချန်ပြင်းမအရိတ်ကိုလှမ်းမြင်လိုက်တော့ရှင်ညိုဝမ်းသာသွားတယ်အမပြန်လာတယ်ဘယ်နေသွားနေရလဲအမရဲ့ရှင်ညိုကခြံတကားကိုဖွင့်ပြီးကျွဲမစီကိုသွားတော့ကျွဲမရှင်ညိုခက်ခွာခွာနေခဲ့တယ်ကျွဲမရဲ့အမူအရာကြောင့်ရှင်ညိုရဲ့ဝမ်းသာနေစိတ်များပင်ရက်တန့်သွားခဲ့ပြီးကျွဲမအကဲခဲရတယ်အမဘာဖြစ်နေရလဲကျုပ်နဲ့လိုက်ခဲ့ပါရှင်ညိုအမေကိုမဖြေပဲကျွဲမရှေ့မှထွက်သွားတယ်အမဘယ်သွားမလို့လဲရှင်ညိုလည်းတုံနှိမ့်မနေပဲကျွဲမအနောက်မှာအမြန်လိုက်သွားတယ်ကျွဲမရွာလမ်းမအတိုင်းသွားနေခဲ့တယ်ရှင်ညိုလည်းကျွဲမတခုခုဖြစ်နေသည်ဆိုတာကိုသဘောပေါက်တယ်သို့တော့ကျွဲမအနောက်မှာလိုက်လာခဲ့လိုက်တယ်ကျွဲမလည်းရှင်ညိုလိုက်မလာမီကိုစိုးရင်ပြီးလှဲ့ကြီးနဲ့သွားရှာတယ်ကျွဲမရဲ့အနောက်ကိုလိုက်လာရင်တဖြည်းဖြည်းနဲ့အင်ကြီးမြိုင်ရွာရဲ့တင်းကြိုင်ကုန်းစီကိုရောက်လာခဲ့တယ်တင်းကြိုင်တိတ်ကိုရောက်တော့ကျွဲမလှဲ့ကြည့်လိုက်ပြီးနောက်တင်းကြိုင်တဲ့ကိုတမ်းမတ်စွာဝင်သွားခဲ့သည်မို့ရှင်ညိုမှာနေရာ၌ကြံ့ရစ်ခဲ့တယ်ရှင်ညိုရဲ့စိတ်ထဲ၌ကျွဲမအနောက်ကိုဆက်လိုက်တဲ့ဆက်မလိုက်တဲ့တွေးနေခဲ့တယ်သို့တော်လိုက်ချင်စိတ်ကများနေ၍တင်းကြိုင်တဲ့ကိုခြေစုံချကဝင်ရောက်လာခဲ့တော့တယ်ကျွဲမသည်တင်းကြိုင်အတွင်သို့ရှင်ညိုဝင်လာတာမြင်တော့တင်းကြိုင်ရဲ့အနောက်ဘက်အပင်များအုပ်ဆန်းဆန်းရှိနေတဲ့နေရာကိုခေါ်သွားခဲ့ပြန်တယ်ထိုနေရာကိုကြည့်ရင်ရှင်ညိုသတိရသွားမိရဲ့ရှင်ညိုသတိရတာကကျွဲမပြောဖို့တဲ့ထိန်ပင်ကဖုံးမိကြီးဆိုတာကိုသတိရမိခြင်းဖြစ်တယ်ကျွဲမလည်းထိန်ပင်ကြီးအောက်ကိုရှင်ညိုခေါ်ချသွားတယ်တင်းကြိုင်ထဲ၌အမှောင်ရိပ်ကျနေတော့လေရှင်ညိုကတော့အမှောင်နဲ့ကျင်သားရနေခဲ့ပြီဖြစ်တယ်ကျွဲမထိန်ပင်ကြီးအောက်ကိုရောက်တော့ရှင်ညိုမျက်ရည်များအဝဲသားဖြစ်စိုက်ကြည့်နေခဲ့တယ်အမဘာလို့ကျုပ်ကိုဒီနေရာခေါ်လာခဲ့ရလဲအမကျုပ်ကိုဘာပြောချင်တာလဲရှင်ညိုကမေးတော့လေကျွဲမနှုတ်ဆက်နေခဲ့တယ်ထိုခိုက်ထိန်ပင်ကြီးကလှုပ်ရမ်းလာခဲ့တယ်တခြားသောအပင်များမှာကငြိမ်သက်လျက်ရှိတယ်ထိုချိန်ရေမောတန်အကျဲကြီးကထိန်ပင်မှတဆင့်တင်းကြိုင်တဲ့ကိုပြန့်နှံ့သွားခဲ့တယ်တင်းကြိုင်တဲ့ရှိအပင်များ၌အိတ်တန်းတက်နေတဲ့ပြိုင်များကြီးများပင်ထိုအတန်ကြီးကြောင့်အလန့်တကြားထပြန်သွားကြတယ်ရေတန်ကြီးကလည်းတဆရှင်ညိုနဲ့နီးကပ်လာခဲ့တယ်ထိန်ပင်ကြီးကိုရှင်ညိုမော့ကြည့်နေခိုက်ကျွဲမတယောက်နေရာမှပျောက်ကွယ်သွားခဲ့တယ်ဟဲ့နေဘသူလဲတတိရှိနေလဲကိုထင်ပြလိုက်စမ်းဟဲ့အမေမလောက်စားလိရများငါ့ကိုအာနာပြနေပါရောလားထိန်ပင်ပေါ်မှာခေါင်းပြောင်တဲ့လူကြီးပြောက်စောက်ထိုးကြီးဆင်းလာခဲ့တယ်ထိုလူကြီးရဲ့ခန္ဓာကိုယ်၌ပစိုးအတူလေးတစ်ထည်သာရှိလေရဲ့စောက်ထိုးကြီးဆင်းလာတဲ့ထိုလူကြီးနဲ့ရှင်ညိုတို့မျက်လုံးချင်းစုံကြည့်ကြတယ်ရှင်ညိုကတော့နည်းနည်းမှမကြောက်ရွံ့ဟန်ဖြစ်ထိုလူကြီးကိုကြည့်နေခဲ့တယ်အပွဲနှွှဲလာခဲ့သူမှာသူ့အားမကြောက်မလန့်ကြည့်နေတဲ့ရှင်ညိုကြောင့်အကျက်တွေ့သွားပုံနဲ့ရရှာတယ်ဟဲ့ကောင်နေစောက်ထိုးနေရအကြောင်းမဟုတ်ဘူးနေုံကြီးကငါကောင်းမှုလိုက်မြေပေါ်ဆင်းခဲ့လိုက်စမ်းစိတ်မရှိဟန်ဖြစ်ရှင်ညိုကပြောတော့ကရုံးပြောင်တဲ့လူကြီးလည်းမြေပေါ်သို့ဆင်းလာကရှင်ညိုကိုခါကြီးထောင်၍ကြည့်လေတယ်ထိုလူကြီးရဲ့မျက်လုံးများကနေရဲလို့နေရာကိုရှင်ညိုသတိထားမိရဲ့ငါအမပဲမလဲနေငါအမခေါ်ထားမလားနေအမဟုတ်တယ်လားဘာလဲနေအမဆိုတာဟိုယူမောင်ပြောတာမဟုတ်လားဟဲ့အာကုသိုလ်ကောင်လူဘဝတော့အာကုသိုလ်တွေလောက်ထားလို့ဒီဘဝမှာမကျွတ်မလွတ်နိုင်ဖြစ်နေရတာနေရလူတွေဒုက္ခပေးနေရပဲပြောစမ်းငါအမပဲမလဲ
ဟာ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 နေမဆိုတဲ့ကောင်မငါ့ကိုလာစိန်ခေါ်တယ်လေအခုတော့ဒင်းလဲငါခိုင်းအောင်လုံနေရပြီနင်တို့တွေဘာတက်နိုင်သေးလဲဘာများတက်နိုင်ကြသေးတယ်လဲဟာ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 ကရုံးပြောင်ကြီးစကားကြောင့်ရှင်ညိုတုံ့လှုပ်သွားတယ်ကျွဲမတယောက်အခုပျောက်ကွယ်နေသည်မှာကရုံးပြောင်ကြီးကြောင့်ဖြစ်နိုင်သည်ဆိုတဲ့တန်တရားများကပို၍ခိုင်မာလာခဲ့တယ်နေငါမှဘာလုပ်လိုက်လဲပြောစမ်းနေမကိုဟော်ရီလိုမရှိပြီးဟော်ရီရှင်ညို့ကိုကရုံးပြောင်ကြီးကသူ့ရဲ့လက်ဖြစ်ဆွဲမလိုက်တယ်ပြီးနောက်ရှင်ညို့ရဲ့ခေါင်းကိုသူ့လက်ဖြစ်လှည့်ချိုးဖို့လုပ်နေချိန်မှာကရုံးပြောင်ကြီးရဲ့လက်များရက်တန့်သွားခဲ့ရတယ်ရှင်ညိုတယောက်ဒေါသများထွက်နေလေပြီကဝေမလေးရှင်ညိုတယောက်အသားများတဆက်ဆက်တုံကြီးကဒေါသထွက်နေစဉ်မျက်လုံးများကလည်းမီးများထွက်နေသည့်အတိုင်းလီကာရဲလာတယ်ကရုံးပြောင်ကြီးပင်ရှင်ညိုရဲ့ပြောင်းလဲသွားပုံကြောင့်ကြောင်အန်းလီကာလက်များတင်မကအတန်ပါရက်တန့်သွားခဲ့တော့တယ်ဟဲ့ကောင်ဖိုးနေဒီနေ့မှနေငရဲမသွားရင်ငါရှင်ညိုမဟုတ်ဘူးဟဲလို့ဆိုကကရုံးပြောင်ဖိုးနေရဲ့ခေါင်းကိုသူ့လက်နှစ်ဖက်နဲ့ရိုက်ချရင်ဂါရာမြောက်ရွတ်ဆိုတော့တယ်ရှင်ညိုရဲ့ဂါရာရွတ်တန်များကတင်းငိုင်းတစ်ခုလုံးကိုရိုက်ခတ်ပြန့်နှံ့လာခဲ့တယ်ဖိုးနေကြီးကလည်းအလွန်အမင်းကြောက်လန့်လာပြီးရှင်ညိုရဲ့လက်များကိုဖယ်ရှားဖို့ကြိုးစားတော့လဲနည်းနည်းမှအရာမထင်ခဲ့ပြီရှင်ညိုကလည်းသူ့လက်အစုံကဖိုးနေရဲ့ခေါင်းကိုအုံမိုးကမလွတ်တမ်းကိုင်းထားလီရဲ့အာပူတယ်အာရက်ပါတော့ပူတယ်ကြောက်ပါပြီမလုပ်ပါနဲ့ရောရက်ပါတော့ဖိုးနေရဲ့ငယ်တန်ပပအော်ဟစ်တန်ကြီးကတင်းကြိုင်းတစ်ခုလုံးကိုတုံခါသွားခဲ့တယ်ဟဲ့အကောင်ဖိုးနေငရဲအောင်မသွားခင်ငါ့ကိုတိထားကြည့်ထားစမ်းငါနာမည်ရှင်ညိုနင့်ကိုငရဲစီအရောက်ပို့ပြမယ်ကောင်မဟဲ့ရှင်ညိုကထို့သို့ကျင်းဝါအော်ဟစ်ပြီးနောက်ဖိုးနေရဲ့ရင်ဘတ်ကိုစောင့်ကန်ကမြေပေါ်သို့လွှားကနေဆင်းလိုက်တယ်ပြီးနောက်ဖိုးနေကိုလက်ညှိုးငေါက်ထိုးမြေကြီးကိုအားအပြင်းနဲ့ဖနှောက်ဖြေပေါက်ကဂါရာများရွတ်လျော့ဖိုးနေကြီးရဲ့ကြောက်လန့်တကြားအော်ဟစ်တန်ကြီးကကြောက်ခမန်းလီလီထွက်ပေါ်လာခဲ့တယ်တဖြည်းဖြည်းနဲ့ဖိုးနေကြီးရဲ့ခန္ဓာကိုယ်ကြီးကိုမီးများကဝါမြူသွားပြီးပြာမုံပြဆများအဖြစ်လေထဲ၌လွင့်ပြန်ကဖိုးနေတရားအဆုံးသက်သွားခဲ့ရတယ်ဖိုးနေကိုရှင်းလင်းပြီးတော့ရှင်ညိုတရားမြေပေါ်သို့လဲကျသွားခဲ့တယ်အမဘယ်မှာလဲရှင်ညိုကျွဲမောင်ရှာနေခဲ့တယ်ထိန်ပင်အကွယ်မှကျွဲမထွက်လာခဲ့တယ်အမကျုပ်စကားနားမထောင်ဘူးရှင်ညိုမျက်ရည်တွေစီးကြလာတယ်ကျွဲမလည်းထိန်ပင်ကိုမိ၍ငိုရှိုက်နေခဲ့တယ်အမကျုပ်စကားကိုရှင်ညိုရှေ့မဆက်နိုင်ခင်ရှင်ညိုရဲ့မျက်လုံးများမှိတ်သွားခဲ့တော့တယ်ခန္ဓာကိုယ်ကအားကုန်သုံးလိုက်ရုံတည်းမကစိတ်ကပါပင်ပန်းသွားခဲ့ပုံရတယ်ရှင်ညိုတယောက်ထိန်ပင်ကြီးအရှိန်တိုင်းသတိလစ်လဲကျနေခဲ့တော့တယ်ကျွဲမတယောက်ရှင်ညိုကိုအော်ခေါ်နေရကိုလည်းရှင်ညိုမသိနိုင်ခဲ့ပြီမြေးလေသတိရပြီလားရှင်ညိုမျက်လုံးဖွင့်ကြည့်တော့အနားမှာဖွားရှိန်နဲ့အကြီးအေးမီတို့ရှိနေခဲ့အဖအမရောမြေးလေကိုရီပူနေသေးရဲ့ဘာမှမမင်းနဲ့ဦးနော်မြေးလေအနားယူရအောင်ဟုတ်တယ်ရှင်ညိုညီအဖျားတွေကြီးနေရဲ့အကြီးတို့စီးစရာပင်ထားကြရဲ့ရှင်ညိုရဲ့ကျုပ်ဘာမှမဖြစ်ပါဘူးအမပြန်လာပြီလားအဖွားရှင်ညိုအိမ်ရထဲမှာအာယူကားထားရင်မေးလိုက်တယ်ဖွားချိန်ရတက်ပြင်းရှာတယ်အကြီးအမီကတော့စိတ်မကောင်းဟန်ဖြစ်တာကြည်နေခဲ့ရှာတယ်ဒီနေ့ကျွဲမမြေးချတဲ့နေ့ပဲမြေးလေရှင်ဟုတ်တယ်ကျွဲမရဲ့အလောင်းကိုတင်းញိုင်းတရားထိန်မကြီးအနောက်မှာရှာတွေ့ခဲ့ရင်မြေးလေပြီးတော့မြေးလေးကိုလည်းအဲ့မှာပဲရှာတွေ့ခဲ့တာကျုပ်ကိုဘသူရှာတွေ့ရလဲအဖွားမင်းညတင်းញိုင်းတရားအတန်တွေစုနေလို့ရွာလူတွေထွက်ကြည့်ကြရတယ်ရှင်ညိုညီလေးဘိုးကြီးလည်းပါတာပေါ့အဲ့ဒီမှာညီကိုတွေ့ခဲ့ကြတယ်တဲ့ညီရဂါရာတွေရွတ်ပြီးဖုန်းညီကိုရှင်းပြခဲ့တယ်ဆိုအဲ့ဒါအခုတရွာလုံးနဲ့သတင်းပြန့်နေပြီဖုန်းညီကြီးကကျွဲမောင်တက်ပစ်လိုက်တယ်တဲ့လေဘင်းကြီးကိုကျိုးလို့အေးဟဲ့အေမီတိတ်စမ်းငါမြေစိတ်မကောင်းဖြစ်လိမ့်မယ်စက်မပြောစမ်းနဲ့ရပါရဲ့အဖွားကျုပ်ထင်ပြီးသားပါအမတရားဟိုကိုပေါင်းဆိုတဲ့လူကြောင့်ပဲထိန်ပင်ကဖိုးနီကိုစိန်ခေါ်ရင်စံပေးမယ်ဆိုပြီးပြောတယ်လေကျုပ်တားပါသေးရဲ့အဖွားရဲ့သူမကျုပ်စကားနားမထောင်တာရှင်ညိုကပြောရင်ကိုလျော့ဖွားရှင်လည်းရှင်ညိုပွေးဖက်ကနှစ်သိမ့်ပေးချတယ်အကြီးအမီကတော့ရှင်ညိုနဲ့ကျွဲမားတို့အတွက်စိတ်မကောင်းဖြစ်နေခဲ့လေဒီနွားတွေတကြီးနဲ့တိုင်မယ်ရှင်ညိုတကြီးအပြစ်ပေးမှာအကြီးတို့လည်းကြည်နဲ့မယ်အေးကိုပေါတို့အုပ်စုလည်းအကြီးအမီကတကြီးနဲ့တိုင်လေကျုပ်တို့ကစနောက်တာပါတကြီးရဲ့ဘသူကသူ့ခုလိုလုပ်မယ်လို့ထင်မှမလဲဗျာဟဲ့
နင်တို့ဒီလိုတော့မပြောနဲ့လေကို့အပြစ်ကိုဝန်ခံစမ်းအကြီးကျုပ်တို့ကအမှန်ပြောနေရဗျပြီးတော့သူကအယူမပါဆိုရှောက်လို့အခုလိုဖြစ်တာပေါ့ဗျအခုကိစ္စကျုပ်တို့နဲ့ဘာမှမဆိုင်ဟုတ်တယ်ကျုပ်တို့နဲ့မဆိုင်ပါဘူးဗျာကိုပေါတို့အုပ်စုဟာအကြီးအိမ်မိတိုင်တန်းတီများကိုအသေးအတန်ပင်ငင်းကြတယ်တကြီးကလေကိုပေါတို့အုပ်စုကိုအပြစ်ပေးလို့မရနိုင်လို့ဆိုကပြန်လွတ်လိုက်တော့တယ်အကြီးအိမ်မိကတော့ထိုများနဲ့မကျေနပ်နိုင်ပဲရွာလေးကိုလိုက်လံပြီးပြောရာကျွဲမပတ်မတီးမခံနိုင်သူများကလည်းကိုပေါတို့ကိုဆဲဆိုကြသဖြင့်ကိုပေါတို့မိဘများမှာသားသမီးအစားအဆက်ရကြတယ်ကိုပေါတို့ကိုလည်းမိဘများကရှိုင်းဟဲဆဲဟဲဖြစ်လှုပ်လျော့ကိုပေါတို့အုပ်စုမှာရွာထဲ၌မျက်နှာမပြရဲကြတော့ပြီညီတို့ပင်ဖြစ်လာပါစေကျွဲမတယောက်တည်းဟာထိန်ပင်စဖိုးနေရဲ့လက်ချက်ဖြင့်တည်ဆုံးသွားခဲ့ရှာရှင်ညို့ခမရလဲတွေ့တာမိတော်တန်ရောစင်မှုတနာစိမ့်နဲ့ဝမ်းနဲ့စိတ်တို့တွင်တွဲကခံစားနေရရှာဟွားရှင်ကလည်းမြေးဖြစ်သူကျမ်းမာလာစေရန်စေးစရာပင်၍တေချာကုပေးရှာရှင်ညို့ကျမ်းမာလာတော့အဖကျုပ်တောင်ထုံးရွာပြန်တော့မယ်ရေးလေးဟာပြန်တော့မယ်ပေါ့ဟုတ်တယ်ဖွာကျုပ်ဒီမှာတပတ်ထပ်နေမယ်ဆိုပြီးအခုဆို2ပတ်နီးနီးရှိသွားပြီညီမလေးကကျုပ်ကိုမျှော်နေလောက်ပြီအဖွာအေးပေါ့လေညီမလည်းတန်ရောကျင်မြာများတာကိုမြေးပယ်နေပြန်မလဲသာပြောပါမြေးလေးလေးကိုအဖွာလိုက်ပို့ခိုင်းပေးပါမယ်ဘနဲ့ပြန်မယ်ပြန်တော့မယ်အဖွာအဖွားစီကိုမကြမတာလာလဲပါမယ်အဖွာလည်းတောင်ထုံးရွာလာလဲလို့ရပါတယ်အေးပါမြေးရဲ့အေးပါအေးရှင်ညိုကတောင်ထုံးရွာပြန်တော့မည်ဖြစ်တယ်အင်ကြီးနယ်ရွာထဲမှာတော့ရှင်ညိုရဲ့သတင်းများကပြန့်နှံ့လို့နေခဲ့တယ်မကျန်းတဲ့ဆရာညွန့်တို့ရဲ့အကြောင်းများကိုပါပြန်ပြောကြရင်ရှင်ညိုရဲ့အစွမ်းရှိကျိုးနေခဲ့ကြတယ်ကျွဲမအတွက်တနာကြတော့လေထိန်ပင်ဆောက်ဖုံးနေခြင်းမရှိတော့၍အင်ကြီးနယ်ရွာသူရွာသားတို့မှဝမ်းသာနေခဲ့ကြရတယ်ထို့သောဖြင့်ဖွားမေချိန်နဲ့ထိန်ပင်ဆောက်ဖုံးနေဆိုတဲ့ဇလံလေးလည်းပြီးဆုံးသွားခဲ့ပါရှင်နားစီအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်